ကဲအားလုံးမင်္ဂလာပါဒီနေ့ကျွန်မဗာစဉ်းစားလဲဆိုတော့ခါတိုင်းလဲကျွန်မအမြဲပြောနေတယ်လေပြောနေတဲ့အခါကျတော့ဘယ်လိုဖြစ်လဲဆိုတော့တစ်ခါလေကြာရင်လည်းပြောတာစေပညာအသုံးနှုန်းတွေနဲ့ပြောတဲ့အခါကျတော့နည်းနည်းမြင့်နေပေါ့နော်ရိုးရိုးလူကနည်းနည်းနားလေဖို့ခက်တယ်နော်ပြင်းစရာလည်းကောင်းတယ်နောက်ပြီးဒီ vitamin ဆိုဘာလို့ပြောရင်တချို့တွေကလည်းဘယ်လိုပြောလဲဆိုတော့ဟာသူ့ဆေးတွေကလည်းဈေးကြီးလိုက်တာဝယ်လည်းမတော့နိုင်မဲနဲ့ဘာတွေလျှောက်ပြောနေလဲမသိဘူးဆိုအဲ့လိုပြောကြတာကြီးလည်းရှိတယ်အဲ့တော့ဟုတ်တယ်လေကြာတတ်နိုင်တဲ့လူတွေလည်းတောက်ကြပါနော်မတတ်နိုင်ရင်လည်းမတောက်နိုင်ဘူးအဲ့တော့ဒီနေ့ဘာပြောမလဲဆိုကျမထင်တယ်ကျမဘာဆေးအကြောင်းမှမပြောဘူးဒီနေ့နော်မပြောဘဲနဲ့ဒီရိုးရိုးရှင်းရှင်းလေးနဲ့နော်လူတိုင်းလည်းလုပ်လို့ရတယ်မြို့ဝလူလည်းလုပ်လို့ရတယ်တောဝလူလည်းလုပ်လို့ရတယ်ပိုက်ဆံလည်းမကုန်ဘူးနော်အဲ့ဒါနဲ့ပတ်သက်ပြီးပြောမယ်နောက်ပြီးတော့ဒီလူတွေတော်တော်များများလည်းမေးကြတယ်တောက်လဲတောက်နေကြတယ်ဒီ Horlicks တို့ Milo တို့ Ovaltine တို့ Ensure တို့တောက်တင်သလားဆိုတော့လူတွေကမေးတယ်အဲ့ဒါကျမကလည်းဒီတိုင်းမပြောပါဘူးတေချာသူတေသနာလုပ်ပြီးတော့တေချာဖတ်ပြီးတော့အဲ့ဒီအကြောင်းလည်းနည်းနည်းပြောခြင်းတယ်အဲ့လိုပေါ့နော်အဲ့တော့ဒီနေ့ကတော့ဆေးအကြောင်းမပြောတော့ပါဘူးနော်ဆေးအကြောင်းကတော်တော်လေးပြောပြီးနေပြီနောက်ပြီးတော့အဲ့လိုပေါ့နော်အလှမ်းမမီတဲ့လူတွေကလည်းရှိတယ်အကြောင်းမျိုးမျိုးကြောင့်အဲ့ဒီတော့အကောင်းဆုံးကတော့နော်တတ်နိုင်ရင်ပိုက်ဆံတပြားမှမကုန်နဲ့နီးနဲ့နော်ကိုဘယ်လိုပြန်ပြီးတော့ကောင်းလာအောင်လုပ်ကြမလဲဘယ်လိုပြုပြင်လို့ရလဲဆိုတာပြောမယ်အဲ့တော့ဒါက2016လေ January နှစ်ဦးကာလပေါ့နော်နှစ်ဦးကာလမှာလူတွေကအမျိုးမျိုးတန်တိတ်ထန်နေချကြတာပေါ့ငါဒီနှစ်ဘာလုပ်မယ်တယောက်နဲ့တယောက်လည်းမတူဒီရည်ရွယ်ချက်ချင်းလည်းမတူလိုအပ်ချက်ချင်းလည်းမတူအဲ့တော့များသောအားဖြင့်ကျွန်မကြားနေတာကတော့လူတွေကငါဒီနှစ်နော်ဝိတ်ချမယ်ဒါတွေကနိုင်ငံခြားမှာလည်းသိခစ်စားတာပဲသူအဲ့လိုပြောပြီးတစ်လနှစ်လနဲ့လည်းပြီးသွားကြတာပဲအဲ့တော့ဘလို့ပဲကိုကတန်တိတ်ထန်ချပေါ့နော်အရေးကြီးဆုံးကကိုကကျမ်းမာရမယ်လေမကျမ်းမာနေကိုတန်တိတ်ထန်ချချက်တွေကဘာပဲလုပ်မအောင်မြင်နော်ကျမ်းမာရေးပဲဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်စီးပွားရေးပဲဖြစ်ဖြစ်ဘာကြီးပဲဖြစ်နေမအောင်မြင်နိုင်အဲ့တော့ကျမတို့အခုဒီ2016မှာအစိုးရအသစ်လည်းပြောင်းမယ်လေဆိုရအသစ်ပြောင်းမယ်ဆိုတော့တိုင်းပြည်ကိုတော်တော်လေးကိုပြန်ပြီးထူထောင်ရမယ်ထူထောင်တဲ့အခါမှာတယောက်တည်းလှုပ်လို့ဒါဖြစ်မဲ့ကိစ္စမဟုတ်ဘူးခေါင်းဆောင်အနေနဲ့ကတော့ကျမတို့နီးလန်းပြပြီးသွားမှာပေါ့ဒါပေမဲ့အားလုံးကတာဝန်ရှိတယ်လေတာဝန်ရှိတဲ့အခါကျတော့ဒီကိုကလည်းကျမ်းမာမှာပဲကိုရဲ့ပေါ့နော်ကိုဝင်ပြီး contribute လုပ်နိုင်တာပေါ့ကိုရဲ့လုပ်အားနဲ့အဲ့တော့အရေးကြီးဆုံးကကျမ်းမာအောင်နေဖို့ပဲအဲ့တော့ကျမဒီနေ့ပြောမှာအဲ့ဒါနဲ့ပဲပတ်သက်တယ်နော်အဲ့တော့ဒီနေ့စပြောမယ်ဒီအခုသိတဲ့အတိုင်းပဲကျမတို့တွေပေါ့နော်ဒါကညင်းလို့လည်းမရဘူးခုခေတ်မှာယောဂါတွေအမျိုးစုံပဲနော်ကင်ဆာတွေဆိုတာလည်းတအိမ်မှာအနည်းဆုံး2ယောက်လောက်ရှိတယ်2ယောက်3ယောက်နောက်အခုတလောမှာပဲကျမအတိတွေလည်းအများကြီးပဲအသက်ငယ်လေးတွေတေကုန်ရတယ်နော်last week ကဆိုရင်တက်90ကျော်ပဲရှိသေးတယ်တက်90ကျော်ကမကြီးသေးဘူးနော်ငယ်သေးတယ်လေဖြတ်ပြီးတော့အုံနောက်သွေးကြောပေါက်သေးတယ်နောက်တလောကလည်းတိတ်မကြသေးဘူး hepatitis C နော်စီပိုးကိုအခုနောက်ပိုင်းသူတို့ treat လုပ်ကြတယ်နောက်ပိုင်းဆေးတွေလည်းထွက်တယ်လေကောင်းလဲကောင်းပါတယ်စီပိုးတွေမရှိတော့ဘူးတဲ့သူ့ကိုပြောလိုက်တယ် treat လုပ်ပြီးတော့စီပိုးလုံးဝကင်းသွားပြီဆိုတော့ तू ကလည်းဝန်တာတာပေါ့နော်ဝန်တာလာပြီးတော့နှစ်လဲကြာအောင်အရင်နေမကောင်းဖြစ်တော့ဆရာဝန်စီသွားတော့ပါပေါ့နော်အသက်ကင်ဆာ stage 4အဲ့ဒါနဲ့ဂမန်ကရန်ယူရီးယားကိုပြေးတဲ့အခါကျတော့ယူရီးယားဘာမှမလုပ်နိုင်ဘူး stage 4အဲ့ဒါတကူလုံးလဲအဲ့ဒါဖောရောင်ပြီးတော့အခုဆေးရုံမှာပေါ့နော်တေဖို့နေကိုစောင့်အဲ့တော့နောက်ပြီးတော့အရင်တော့ကအရန်ရှားပါတဲ့ဒီ autoimmune diseases တွေကလည်းအရန်များလာတယ်နော်လူတိုင်းကကြီးပေါင်းဆိုတာဘာမှမဟုတ်ဘူး arthritis ပဲနော်ဒီကြီးပေါင်းနဲ့တော့ကြာရင် allergies တွေနဲ့နော်ဝဲနှင်းကူနော်နောက်ပြီးတော့အမျိုးစုံပဲဗိုက်နာတဲ့လူ
ဒီအရင်တုန်းကလည်းဒီယောဂတွေကရှိပါတယ်ဒါပေမဲ့ဒီလောက်မများအခုကအရန်ကိုများလာတော့နော်ဟိုပတ်ဝန်းကျင်ကလည်းပြောင်းသွားတယ်အစားအသောက်တွေကလည်းပြောင်းသွားတယ်နော်လေကလည်းပြောင်းသွားပြီဆိုတော့လူတွေကမကြမ်းပါကြအောင်အဲ့တော့ဒီနေ့ကတော့ကိုဘာလေးလုံနိုင်လဲနော်ခုနောက်တစ်ခုကရှိတာဒီခန္ဓာကိုယ်ကြီးကအရန်ကိုအံ့ဩဖို့ကောင်းတယ်သူစီမှာ healing power ပေါ့ healing power ဆိုတာကိုပြန်ပြီးတော့ပြက်နေတာတွေကိုပြုပြင်နိုင်တဲ့စွမ်းအားတွေအများကြီးရှိတယ်ဒါပေမဲ့လို့ဒီစွမ်းအားတွေကိုနော်တေးချာသုံးဖို့ကိုကလည်းနည်းနည်းကူညီပေးရမယ်ခန္ဓာကိုယ်ကြီးကိုနော်သူ့ရဲ့လိုအပ်ချက်ခန္ဓာကိုယ်ကြီးဘာတွေလိုနေလဲနော်ဒီလိုအပ်ချက်ကလေးကိုကနော်ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင်ခန္ဓာကိုယ်ကြီးကဘာမှလုပ်เสียမလို့သူ့ဟာသူပြင်သွားမှာပဲနော်ဒါကြောင့်မလို့လူတွေကယောဂါဆိုပြီးတော့အမျိုးစုံနာမည်တွေနဲ့ထွက်လာကြတယ်ဥမေဒါဖြစ်ရင်ဒီယောဂါဟိုဟာဖြစ်ရင်ဟိုဟာယောဂါအမှန်ဆိုဘာမှမဟုတ်ဘူးဒီခန္ဓာကိုယ်ကြီးကနော်သူဓာတ်တစ်ခုခုလိုနေတယ်လိုနေတဲ့အခါကျတော့သူလုံနေကြအလုပ်ကိုမလုံနိုင်ဘူးမလုံနိုင်တဲ့အခါမှာယောဂါတွေကဖြစ်ကြတော့ပေါ့နော်ဒီဖြစ်တဲ့နေရာပေါ်မှာတည်ပြီးတော့ယောဂါတွေကနာမည်မျိုးစုံနဲ့ထွက်လာကြတယ်ဒါပါပဲအဲ့ဒီတော့ဒီခန္ဓာကိုယ်ကြီးကအရန်အံ့ဩဖို့ကောင်းတယ်။ तू ကအရန်ကိုဟိုပါဘောနော်ကုစားနိုင်တယ်သူ့ဖတ်သူတဘာဝကုစားနိုင်တဲ့အရေးချင်းတွေရှိတယ်။ကိုကဒီအရေးချင်းတွေကိုထွက်ပေါ်လာအောင်နည်းနည်းလေးကူညီလိုက်ရုံပဲ။အဲ့ဒီတော့ပြန်စဉ်းစားလေဒီလောက်တောင်ယောဂဖြစ်နေတဲ့အထက်မှာနော်ဟိုကိုကဘာမှမလုပ်ဘူးဆိုရင်လည်းရတာပေါ့လေ။ဒါကတော့ကိုယ့်သဘောပါနောက်ဆုံးကြတော့ကျမကလည်းဘာဖြစ်လို့ဒါတွေကိုပြောနေတာလဲဆိုတော့ကိုဖတ်ထားတဲ့ဘ ഹു တုတ္တတွေကိုပြန်ပြီးတော့ဝေငှခြင်းပဲဖြစ်တယ်တခြားဘာကြီးရွယ်ချက်မှလည်းမရှိဘူးအဲ့တော့ဒီဘ ഹു တုတ္တဆိုတာကတော့ရှိလေကောင်းတယ်ပေါ့နော်ဘ ഹു တုတ္တများတဲ့လူဟာကိုဂယုဆိုင်နိုင်တယ်နော်တယုံတန်ယုံယောဂါမဖြစ်ဘူးပေါ့အဲ့တော့ကြည့်ကြအောင်အရင်ဆုံးရိုးရှင်းလေးဘာမှမလုပ်ဘူးဘာလုပ်မလဲဆိုတော့နံပါတ်1အရန်အရေးကြီးတာနော်လူတွေကကျမတို့နေ့တိုင်းရေတောက်ကြတယ်မလားရေနော်ကျမပြောချင်တာရိုးရေပဲတောက်ပါနော်အရန်အရေးကြီးတယ်ရိုးပဲရေလေးနော်ဘာလို့ဆိုတော့အခုခေတ်မှာအထူးသဖြင့်ကလေးတွေပေါ့နော်ဒီဆိုဒါတွေ fruit juice တွေနော် sports drinks တွေခါရမောလာပြီဆိုစိုင်မာကလည်းဟိုကုန်တယ်တွေကတော့ဒါသူတို့ရဲ့အလုပ်ကဒါရောင်းဖို့လေရောင်းဖို့ဆိုတော့ကလေးတွေကိုလည်းအမျိုးကြော်ညာတာပေါ့နော်TV မှာကြည့်လိုက်ဟာ commercial လေးနဲ့ကြော်ညာတော့ကလေးတွေကလည်းဒါတွေကြည့်ပြီးတော့စိုင်းနေမှာလည်းလှလှပပခင်းထားတော့သူတို့ကလည်းတောက်ချင်တာပေါ့ဟုတ်တယ်မလားကျမတို့ငယ်တုန်းကလည်းတောက်ခဲ့တာပဲအခုကြီးလာတော့နော်စာရီပါရီဖတ်ပြီးတိလာတဲ့ခါကျတော့ကျမဆိုရိုးရီပဲတောက်တော့တယ်လေနော်အဲ့တော့အရင်ဆုံးစားအောင်မှာဗာလဲဆိုရိုးရှင်းရေလေးပဲတောက်နော်ဒီနောက်တစ်ခုပြောချင်တယ်အဲ့ဒီမှာကျမနည်းနည်းအချိန်ယူမယ်ဒီရေနဲ့ပတ်သက်လို့ဒီရိုးရေတောက်မယ်နော်နောက်ပြီးတော့တခါလေကြောက်လို့ရှိရင်ရိုးရေနဲ့မတင်းတိမ်ကျမတို့ဒီအရှိမရောက်နေအုံးသီးလေအုံးစိမ့်ရေသိကောင်းတာအဲ့ဒါလူနဲ့အရန်တဲ့တယ် minerals တွေလည်းအများကြီးပါတယ်ကျမကအုံးရေလို့ပြောလိုက်ရင်စက်ရုံကထွက်လာတဲ့အုံးရေကိုပြောတာမဟုတ်ဘူးနော်စက်ရုံကထွက်လာပြီးဆိုတဲ့ကသူတို့က process လုပ်ပလိုက်ပြီလေမလိုအပ်တဲ့ကြားတွေထည့်မယ်ကြာရှည်ခံအောင် chemical စီထည့်မယ်အကောင်းဆုံးကဒီအရှိလမ်းထိပ်မှာရောက်နေအုံးသီးကိုခွဲပြီးတော့ကိုယ့်အိမ်က straw လေးနဲ့ကိုတောက်ပေါ့နော်သူ့ကိုတချို့သူတို့တွေကတိတ်ကျွမ်းကျင်တော့လေအထဲဝင်စရာမလိုဒီ intact လေထုတ်လေအဲ့ဒါသိကောင်းတာပဲအဲ့ဒါအရန်တဲ့နော်အုံးစိမ်းကြီးနောက်ပြီးတော့ green tea လေးလည်းတောက်နော် green tea ကဟိုဝိုင်တောက်တယ်လို့ပဲ wine မှာ resveratrol တွေပါတယ်လေသူကအသက်ရှည်တယ်ကျန်းမာတယ်အဲ့တော့ဒီအကျမ်းမာကျင်နာနဲ့ပဲဒီဝိုင်ကြီးကိုတောက်ရမလားဆိုတော့လည်းမဟုတ်ဘူးเนาะဒီ green tea တွေဘာတွေကိုတောက်ရင်လည်းအာနိသင်ကအပြည့်ပဲเนาะ coffee လည်းတောက်လို့ရတယ် coffee ကလည်း antioxidant ဒါပေမဲ့ coffee တွေတောက်တဲ့အခါမှာတကြားတွေအများကြီးနဲ့နှုတ်စီတွေအများကြီးနဲ့အဲ့လိုမတောက်နဲ့ပေါ့เนาะတတ်နိုင်ရင်ဟိုပါပေါ့လူကလည်းလေဟိုကိုပြုပြင်လို့ရတယ်เนาะဟိုကျမတို့ကအဲ့လိုပေါ့เนาะတကြားတွေအများကြီးစားနေကြဆိုတော့ဒီကျမတို့ရဲ့ဒီတင်ညာစေတသိက်ကလေးကမှတ်ထားတာเนาะဒီတရားကောင်းတယ်ဒါတစ်သက်လုံးမှတ်ထားတာလေအဲ့တော့ရုပ်တရက်ဖြတ်ဖို့ဆိုတာမလွယ်ဘူးအဲ့တော့အကောင်းဆုံးကကိုယ့်ရဲ့ဒီတင်ညာစေတသိက်ကလေးကိုပြန်ပြီးတော့
ဒါမတည့်ဘူးဒီတရားမပါတာပိုကောင်း training လုပ်ပေးရမှာပေါ့နော်ဒီ training လုပ်ပေးတယ်ဆိုတာနည်းနည်းတော့အချိန်ယူရမယ်နေချင်းညချင်းတော့မရဘူးဒါပေမဲ့လုပ်ကြည့်လုပ်လို့ရှိရင်ဒါကိုယ့်ရဲ့တသက်စာကောင်းကျိုးအတွက်ဖြစ်သွားမယ်လေတရားကလူတိုင်းကြိုက်ကျမလည်းကြိုက်တာပဲတရားဒါပေမဲ့အခုနောက်ပိုင်းကျတော့မစားရင်ဖြတ်ရင်လည်းအခုတရားနည်းနည်းလာပြီးရင်တော့ကျမမစားနိုင်ဘူးအဲ့ဒါဘာလုပ်လိုက်တာလဲဆိုတော့ကိုယ့်ရဲ့ပညာစေတသိက်ကလေးကိုပြန်ပြီးတော့ပြုပြင်ပေးလိုက်တာအဲ့ဒါနော်အဲ့တော့ဒီမှာကျမနည်းနည်းအချိန်ယူခြင်းတာကဒီအချိုရည်တွေနဲ့ပတ်သက်တာကိုနည်းနည်းဟို detail လေးပြောပြခြင်းနော်ဒီ of course ဒီဟိုအရေးတွေဘာအရေးတွေတောက်တင်လဲဆိုတာစောစောကကျမပြောတယ်လေအဲ့တော့ဒီဘာကြောင့်ကျမတို့ကဒီဆိုဒါတွေမကဘူးဒီ Coca-Cola တို့ Pepsi Cola တို့အခုကလည်းတိုင်းပြည်ကပွင့်ပြီဆိုတော့စီးပွားရေးသမားတွေကဝင်လာပြီလေဝင်လာတော့တိုင်းပြည်အတွက်တော့ဟုတ်ပါတယ်စီးပွားရေးကောင်းတယ်ဒါပေမဲ့လို့လူတွေအတွက်ကျမကြီးကလုံးဝမကောင်းဘူးเนาะဒီဟာတွေမဟုတ်ဘူးနောက်တစ်ခုကျမပြောချင်တာအရန် popular ဖြစ်တယ်လူတွေကလည်းအရန်တောက်ကြတာပဲကျမ်းမာတယ်ပေါ့နော်ဘာအကြောင်းဆိုတတိဖြော်ရည်နော်တတိကကောင်းတယ်မကောင်းဟုတ်ဘူးဒါပေမဲ့လို့အဲ့ဒါကျမဒါကြောင့်မလို့ဟိုတရားတွေအကြောင်းကိုနည်းနည်းပြောချင်တယ်နော်လူတွေသိအောင်လေတရားဟာကျမတို့ကတရားလို့ဗမာလို့သုံးလိုက်တယ်အင်္ဂလိပ်လို sugar သို့တော်လေနော် sugar တွေကအမျိုးမျိုးရှိတယ်နော်အာနိသင်ကလုံးဝမတူဘူးခန္ဓာကိုယ်ပေါ်မှာတက်ရောက်တဲ့အကျိုးတွေကလည်းလုံးဝမတူเนาะအဲ့တော့ကျမအရင်ဆုံးပြောမယ်တရားတက်ကဘာလဲဆိုကျမတို့နေ့တိုင်းထမင်းစားတယ်เนาะထမင်းအာလူမိုဟင်္ဂါခောက်ဆွဲဒီ starch ပေါ့ starch ဆိုတာဒီကော်တစ်မျိုးเนาะထမင်းကလည်းကော်တစ်မျိုးပဲကော်လုပ်လို့ရတယ်လေဒီ starch တွေကလာပြီးတော့ကျမတို့စားလိုက်ရင်ဗိုက်ထဲမှာဒီ starch ကဘာပြောင်းသွားလဲဆိုတော့တရားနာမည်က glucose နော် glucose မှတ်တာနော်အဲ့ဒါနည်းနည်းအရေးကြီးတယ်နားထောင်ကျမကဘာကြောင့်ဒါကိုပြောရတာလဲဆိုတော့အခုမြန်မာပြည်မှာလေကျမအတိတွေရောပဲတော်တော်များများအသေးအစီဖုံးတယ် fatty liver အရန်ဖြစ်ကြ uric acid တွေကလည်းတက်သလားမပြောနဲ့ကျမကိုအရင်ကမေးရကျမလည်းစဉ်းစားလို့မရဘူးနောက်မှတေချာစာပြန်ဖတ်တော့ဒါကြောင့်လားဒါမှမဟုတ်ဒီနေ့ပြောပြချင်ခုကတရားအကြောင်းပြောမယ်ဒါမှမဟုတ်လူတွေကတရားဆိုတာအတူတူပဲတရားကတရားပဲအဲ့ဒါမဟုတ်ဘူးဆိုတာကိုကျွန်မပြောမယ်နော်တရားပေါ့နော် sugar အင်္ဂလိပ်လိုအဲ့တော့ကျွန်မတို့နေ့တိုင်းစားနေတာ glucoseနော်ဒါ glucose sugar နာမည်တွေကမတူနောက်တစ်ခုက fructose နောက်တစ်ခုက sucrose နောက်ဆုံးအရေးကြီးတဲ့ဟာကျမကြီးအသက်တာပြောမယ်ဒါတွေကိုနားလည်မှလေကိုကျမကြီးကိုဂရုစိုက်နိုင်เนาะအရင်ဆုံးကျမဒီ glucose အကြောင်းပြောမယ်ဒီ glucose ဆိုတဲ့တရားကလေကျမတို့ထမင်းစားလိုက်တယ်ဥပမာเนาะထမင်းစားပြီးတော့ဟိုပါပေါ့เนาะဥကနေပြီးတော့ခြေလိုက်တာပေါ့เนาะခြေပြီးတော့ glucose တွေအနေနဲ့ဖြစ်သွားတယ်တရားတက်ဒီ glucose ကဘာအတွက်သုံးလဲဆိုရင်ကျမတို့စွမ်းအင်ကျမတို့ဒီမှာလမ်းလျှောက်တယ်အလုပ်လုပ်တယ်နော်စွမ်းအင်လိုတယ်လေဒီစွမ်းအင်အတွက် तू ကဒီ glucose စားလိုက်တာနဲ့တရားဟိုသွေးထဲမှာလေ blood sugar ပေါ့နော်တက်လာတယ်ထမင်းစားပြီးဆိုတော့ blood sugar တက်အဲ့တော့ထုံးစံအတိုင်းခန္ဓာကိုယ်ကဘာထုတ်လဲဒီ sugar တွေကိုအသုံးချဖို့ insulin တက်ဒီဟော်မုန်းထွက်လာတယ်ထမင်းစားရင်ခန္ဓာကိုယ်ကဒီဟော်မုန်းထုတ်လိုက်တယ်ဘာကြောင့်လဲဆိုတော့သွေးထဲမှာတရားတက်ကတက်လာတယ်နော်ဒီဟော်မုန်းကဘာလုပ်ပေးလဲဆိုတော့ကလပ်စီးတွေတဲကိုဒီ sugar ကိုထည့်ပေးတယ်စွမ်းအင်လုပ်ဖို့ဒါမှကျမတို့နေ့တိုင်းအလုပ်လုပ်နိုင်မယ်ပါညာ
နော်ဒီကဘယ်ထဲသွားလဲဆိုတော့ကလပ်စီ cell ကလပ်စီတွေကိုဝင်ပြီးတော့ကလပ်စီတွေကနေသူ့ကိုစွမ်းအင်အနေနဲ့ထုတ်ပလိုက်တယ်ဟုတ်ပြီနော်ဒီထိရလားဒါဒီ glucose ကဒီလိုသွားရတာဒါသူ့ရဲ့ pathway ဟုတ်ပြီနော်ဒါကြောင့်မလို့ကျမတို့ထမင်းတွေပါတွေစားပြီးအားရှိအောင်မလို့လုံနိုင်အောင်ထမင်းစားပြီးရတယ်လေ sugar နော်ဒီတကြားဒါလည်းတကြားပဲဒီတကြားတက်ကတစ်မျိုးဟုတ်တယ်နော်နောက်တစ်ခုလူတွေတော်တော်များများသိတာမသိတာ fructose ဘယ်လိုကွာလဲ glucose သူကအသီးတွေကလာတဲ့တကြားလေနော်အသီးကနေလာတဲ့တကြားအသီးတွေကနေလာနော်ဟုတ်ပြီနော်သူကသူနဲ့လုံးဝမတူခန္ဓာကိုယ်ထဲကိုရောက်သွားတာနော်ကိုကအသီးစားတယ်မြူချလိုက်တယ်နော်မြူချလိုက်တဲ့မှာဒီတကြားထွက်လာတယ်ဒီဟာမဟုတ်ဘူးနော်မတူဘူးနော် fructose ဒီတကြားထွက်လာတယ်ဒီတကြားကဘယ်လိုကွာလဲဆိုတော့ဒီတကြားထွက်လာရင်ဒီ insulin တက်နဲ့မဆိုင်ဘူးဒီအသီးစားပြီးရင်ထွက်လာတဲ့တကြားကဘာဖြစ်လဲဆိုတော့ तू အသေးကို direct သွားတာဟုတ်ပြီနော်အသေးကို direct သွားတယ်သွားပြီးတော့ဒီအသေးထဲမှာ तू ကဘာဓာတ်တွေထွက်လာလဲဆိုတော့အဆီတွေထွက်လာတယ်free fatty acid နော် free fatty acid ကအဆီလေ तू က bite ဒီ bite တွေပူရမလားလူတွေ bite ကအဆီတွေ bite အဆီအသေးအဆီဖုံးနောက်တစ်ခုဘာထွက်လာလဲ triglycerides ဒါမှမဟုတ် triglyceride များရင်လူတွေကအဆီစားလို့ထင်နေတယ်မဟုတ်ဘူးနော်အဆီစားတာနဲ့ဘာမှမဆိုင်ဒါ physiology စာအုပ်ထဲမှာသွားဖတ်လို့ရတယ်အကုန်ရှိတယ်ကျမလည်းဒါ physiology စာအုပ်ထဲရပါပဲ triglycerides သူကမကောင်းတဲ့အဆီတွေလေဘာဖြစ်လဲကြာရင်နှလုံးတွေပိတ်ကုန်တယ်သွေးကြောတွေပိတ်ကုန်နော်အုံနောက်သွေးကြောပိတ်တယ်နောက်သူ့ရဲ့ by product နောက်တစ်ခုကဘာထွက်လာလဲ uric acid ဒါမှမဟုတ်မြန်မာပြည်ကလူတွေဟာကျမလည်းစဉ်းစားလို့မရ uric acid တွေဘာကြောင့်တလောက်တက်အခုနောက်ပိုင်းဒါအသေးချာလွန်အားကြီးလို့ခန္ဓာကိုယ်ထဲမှာ uric acid များနေတယ်ဆိုတဲ့အဓိပ္ပာယ်က fructose တကြားကြီးများနေလို့တဲ့နော် uric acid ကြတော့အဆစ်တွေမှာပုံပြီးအဆစ်တွေနာပြီပေါ့အဆစ်ဒီထိရပြီနော်အဲ့ဒီတော့ကျမဒီနေရာမှာဒါဒီထိနားလဲလားနားလေနော်အဲ့တော့မေးစရာရှိတာပေါ့ဟမ်ဆရာမဒါဆိုကျွန်တော်တို့အတိမစားရတော့ဘူးလားဟုတ်လားမေးစရာအဲ့လိုမေးစရာရှိတော့ကျမဘယ်လိုဖြေမလဲဆိုတော့အသီးကိုနော်ဒီတိုင်းစားရင်ဥပမာပန်းဒီတိုင်းကိုက်စားလိုက်တယ်ကိုက်စားရင် fiber တွေကအများကြီးပါတယ်လေဟုတ်တယ်မလားအဲ့တော့အများကြီးလည်းမစားနိုင်ဘူးပန်းဒီတစ်လုံးဆိုတော်တော်ဝပြီး fiber တွေကြောင့်အများဆုံးစားနိုင်နှလုံးပေါ့ဟုတ်တယ်မလားနောက်ပြီးသူက fiber တွေကများတော့ fructose ကြားကိုသူကပြန်ဆွဲထားပြီးတော့ကိုစားတော့အကုန်မရဘူးလေဝန်းထဲမှာလည်းပါသွားတယ်အဲ့တော့ဒီပန်းဒီတစ်လုံးစားလိုက်လို့ရှိရင်ရတဲ့ fructose ပမာဏကဒီလောက်မများဘူးသို့တော့ဆက်ထဲမှာထည့်ပြီးကြိတ်မယ်ဆိုရင်အထူးသဖြင့် juicing နော်
blending နဲ့ juicing နဲ့မတူဘူး blending ဆိုတာအကုန်လုံးကိုကြိတ်ချလိုက်တာ juicing ဆိုတာက juice ကိုပဲယူပြီးတော့အဖတ်တွေကိုလွှတ်ပလိုက်တာလေနားလည်လားမတူဘူးနော်အဲ့တော့ဘယ်လိုဖြစ်လဲဆိုတော့ဒီအသီးကို juice လုပ်လိုက်မယ်ဆိုရင်ဒီသိတဲ့အတိုင်းပဲ juice လုပ်ဖို့ရင်ပန်းသီးတစ်လုံးနဲ့မှမရပါဖန်ခွက်တစ်ခွက်ပြည့်ဖို့သုံးလုံးလောက်သုံးရတယ်လေသူကညှစ်ချတာဟုတ်ညှစ်ပြီးတော့သူက fiber တွေကိုလွှတ်ပလိုက်တာလေလွှတ်ပလိုက်တဲ့အခါကျတော့ကို့မှာ fiber လည်းမရှိတော့ဘူးနော်ဒီပန်းသီးတစ်လုံးအစားသုံးလုံးစားမိပြီလေအဲ့တော့ကြားတွေကအများများတာပေါ့နော်နောက်ပြီး fiber တွေကိုလွှတ်ပစ်လိုက်တဲ့အတွက်ကြောင့်မို့လို့ပြန်ဆွဲထားဖို့ကြားတက်ကိုပြန်ဆွဲထားဖို့လည်းမရှိတော့အဲ့တော့ကိုကအပြည့်အဝပဲအဲ့တော့ juicing လုပ်ပြီးတောက်မယ်ဆိုရင်ပန်းသီးကတစ်လုံးမဟုတ်တော့ဘူးလေသုံးလုံးလောက်ဖြစ်ပါ same thing ဒါမှမဟုတ်ကျမကိုဆရာတော်တစ်ပါးကမေးခဲ့တယ်လွန်ခဲ့တဲ့9နှစ်လောက်ရှိပါတယ်သူကအမှဖန်ခွက်ကြီးနဲ့အပြည့် carrot juice တီတောက်သူပြောတယ်ဒကမာကြီးတဲ့ဥပစင်းကြားဘူးတယ်ဒီ carrot juice ကအသေးကိုထိခိုက်တယ်ဆိုတဲ့အဲ့တုန်းကကျမမသိပါဘူးတေချာမဖတ်အဲ့တော့ကျမလည်းမသိဘူးတော့မသိမှမသိတာဆိုတော့ဒါပေမဲ့ပြန်စဉ်းစားရင်ဒီ carrot juice လို့ရင်လောက်ကြည့်ရင်သိလိမ့်မယ်ဖန်ခွက်တစ်ခွက်ရဖို့ဟာ carrot တွေအများကြီးသုံးရတယ်နော်ဘာလို့ဆို तू ကအရေးကြီးပဲညှစ်ချတာမလားအဖတ်တွေလွတ်ပလိုက်တာလေအဲ့တော့ fructose ဘယ်လောက်ရမလဲဆိုတာ fructose ဟာဘယ်ကိုသွားလဲအသေးလေအဲ့တော့အခုနောက်ပိုင်းဘာပြောလဲဆိုတော့ဒီ fruit ကျမ fruit စားတာကိုပြောတာမဟုတ်ဘူးเนาะတို့ကြဒေါခင်ရဝင်းက fruit မစားဘူးဆိုရှောက်မပြောနဲ့အပြင်မှာเนาะဒီ fruit စားတာမဟုတ်ဒီ fruit juice တွေကိုအရန်တောက်ရင် fructose ကြားရများပြီများတော့じゃအသေးကအရန်လှုပ်ရပြီလေအဲ့တော့နောက်ပိုင်း तू ကဘာနဲ့သွားပြီးတော့နှိုင်းရှင်ပြလဲဆိုအရဲတောက်တာနဲ့အတူတူပဲ fruit juice တွေအများကြီးတောက်ရင်မမူးလေ तू ကအရဲမှာမဟုတ်တာဒါပေမဲ့လို့အသေးပေါ်မှာဖြစ်တဲ့အာနိသင်အတူတူပဲကြာရင်အစီတွေဖြစ်မယ်ကြည့်လေအရက်တောက်တဲ့လူတွေဆိုဗိုက်ကြီးပူဒီမှာလေဒါတွေအကုန်မလိုအပ်တာလေနော်ဒီဗိုက်ပူမယ်အသေးအစီဖုံးမယ်အခုတော်တော်များများနော်လူတိုင်း ultrasound သွားလုပ်လာပြလိုက်ရင် fatty liver ကျမလည်းဘယ်လိုဖြစ်တာလဲဒါလေအဲ့တော့ကျမပြောတာလေဘာပဲလုပ်လို့ဟိုတချို့တွေကလည်းအသီးကိုကျန်းမာတယ်ပေါ့နော်ဟုတ်ပါတယ်ကျန်းမာတယ် vitamin C လည်းပါတယ်ဗာ minerals ပါညာ water မစားဘူးမဟုတ်စားဒါပေမဲ့လို့တော်ရုံတန်ရုံမစားနောက်စီးကြိုရှိတဲ့လူတွေ तू က glucose လည်းနည်းနည်းပါတယ် fructose အပြင် glucose လည်းနည်းနည်းပါတယ်အသီးကအဲ့တော့အထူးသဖြင့်စီးကြိုထိန်းလို့မရတဲ့လူတွေရှိတယ်ကျမသာဆိုအသီးမစားတော့တည်မှာစားရင်လည်းနည်းနည်းထိသလောက်ပေါ့အထူးသဖြင့်တချို့အသီးတွေက fructose content တိတ်များတယ်နော်ဟိုနာနတ်သီးတို့တရသီးချိုချိုတိတ်ကောင်းတာပဲလေစိန်တစ်လုံးလားပါလားဟာအဲ့မှာ fructose တွေကြီးပဲအဲ့တော့စိန်တစ်လုံးကိုဒီတိုင်းစားလေဒီတိုင်းစားရင်အများကြီးမစားနိုင်ဘူး fiber တွေကြောင့်ဝတယ်လူကသို့တော့ချိန်မတော့နဲ့ကျွန်မပြောတာနော်အဲ့ဒီတစ်ခုကိုမှတ်ထားနော်ဒါမှမဟုတ်အသီးဖြော်ရည်တွေဆိုတိတ်သွားမဝယ်တောက်ကြတယ်အဲ့ဒါဒါတွေကိုတောက်နေတာလေနောက်ဆုံးကျတော့ဘယ်သူကဒါရဟစ်နော်အသေးကိုနောက်ပိုင်းဒီသူကဒီ alcohol ဟိုကအရက်နဲ့နှိုင်းပြတယ်အထူတူပဲဖြစ်တာနော်အဲ့တော့ဒီမှာ take home message ကအသီးကိုစားတော့စားအရန်ကရောမစားနဲ့မတန့်တစေးမစားနဲ့ဟာဒါကျမ်းမာတဲ့အစားဆိုနောက်ကျွန်မတခုပြောချင်တာလေဟိုဟာကြားဘူးမှာပေါ့ဟို computer Apple founder Steve Jobs သိကြလား तू ကမသေးခင် तू က health nut လေ तू ကအရန်ကျန်းမာခြင်းဆိုတော့သူ့ရဲ့ diet က mainly အသီးတွေကြီးပဲ pancreatic cancer နဲ့တည်သွားတယ်လေနောက်ဒီကြားကဘာလို့အရန်ဒီ fructose ကြားကဘာအတွက်အရန်ဆိုးလဲဆိုတော့ဒီကျမတို့တန်တတိမှာ cell တွေအသစ်ဖြစ်တယ်မလားနော် glucose ကိုစွမ်းအင်အနေနဲ့သူတို့ကသုံးပြီးတော့ cell division cell တွေအသစ်ဖြစ်တာဒီကြားကိုသုံးတာအဲ့တော့ cancer cell တွေရဲ့အကြိုက်ပဲ cancer တွေတအားပွားနော်ဒီကအရန်ဆိုးတယ်သူကဟို cell proliferation ပေါ့နော် cell division အရန်အားပေးတယ်
ဒါမှမဟုတ်စားစရာလည်းသိမရှိတော့ဘူး sorry ပါပဲတော့ဒါတော့ကျမမစားနဲ့လို့မပြောဘူးမတောင်းနဲ့လို့လည်းမပြောဘူးကိုယ့်သဘောကျမသိတဲ့ဘ ഹു တုတကိုပြန်ပြောပြတာဒါကကိုယ့်ကိုဆုံးဖြတ်ရမယ်ငါတို့တောက်မှာပဲဆိုလဲ okay တောက်နော်မတောက်နဲ့လို့မပြောဘူးတောက်ချင်းတောက်ဒါပေမဲ့ဘာဖြစ်နိုင်လဲဆိုတာသိထားရင်ကိုနည်းနည်းဆင်ခြင်လို့ရတယ်နော်မတောက်နဲ့လို့ကျမမပြောတော့ကြဒေါက်ခင်နယ်ဝင်းကအသီးရည်တွေမတောက်နဲ့တော့ကြရောက်မပြောမဟုတ်တာသဘောပေါက်အောင်ပြောရနော်နောက်တစ်ခု sucrose sucrose ဟာဘာလဲဆိုတော့ကျမတို့နေ့တိုင်းသုံးတဲ့တရားအိမ်ကစပွဲပေါ်မှာ coffee တောက်ရင်ထည့်တယ်တရားနော်ဒီကဘာလဲဆိုတော့ဒီ sucrose ကလေဒီနှစ်ခုကိုပေါင်းထားတာ glucose နဲ့ fructose ကိုပေါင်းထားတာဇာတူအဲ့တော့နော်လက်ဖက်ရည်တွေဘာတွေတောက်ရင်လည်းနင်းကမထည့်နဲ့လေသူက fructose တွေလည်းပါတယ်ဟုတ်ပြီနော်ဒါနေ့တိုင်းအိမ်မှာရှိတဲ့တရားအိမ်ကပလင်းနဲ့ရတရား sucrose ဟုတ်ပြီနော်အဲ့တော့သူက combination of glucose and fructose အဲ့တော့နောက်ပိုင်းဘယ်လိုဖြစ်လဲဆိုတော့ glucose itself ကတိတ်မချိုးနော် even ဒီတရားအိမ်ကတရားတော့မှထည့်ကြည့်တိတ်မချိုးလှအောင်အဲ့တော့ဟာဘယ်နှစွန်းထည့်လဲ9စွန်းလောက်ထည့်ကြတယ်ချိုးအောင်လေအဲ့တော့အခုအပြင်မှာဘယ်လိုဖြစ်လဲဆိုတော့မုတ်တွေလုတ်တယ်မုတ်တွေလုတ်ပြီးရောင်းတယ်စက်ယုံတွေကတရုတ်ပြည်လည်းလာတယ်ယူရီးယားအမေရိကအကုန်လာတော့ပေါ့နော်လူတွေကအချိုကြိုက်တယ်သူတို့ဒီဟာကိုထည့်ရင်ချိုမှမချိုတာဒါကိုထည့်ရင်လည်းတိတ်မချိုဘူးထည့်ကြည့်မချိုဘူးတရားအိမ်မှာကော်ဖီတောက်ရင်တစ်စွန်းလောက်ထည့်ကြည့်မရဘူး9စွန်းလောက်ထည့်ရတယ်တချို့တွေဆိုနော်အဲ့တော့သူတို့ကဘာလို့လုပ်လဲဆိုတော့အမြတ်လည်းများသူကပေါ်လဲပေါ်သူကစက်ယုံကအများကြီးထုတ်တယ်ဒီတရားတွေကိုအများကြီးကိုထုတ်တာနော် crystal အနေနဲ့လည်းထုတ်တယ်အရေး high fructose corn syrup ဒါမှမဟုတ် coca cola တို့ pepsi cola တို့ all the colas နော်ဒါနော်အဲ့တော့နောက်တစ်ခုဒီကြည့်ရလားနော်အဲ့တော့ဟိုပါပေါ့နော်သိဝိုင်းပြီးရောလေဒါကနောက်မှကိုယ့်အကူလှုပ်ချင်တာလှုပ်ပေါ့နောက်ဒါလည်းတရားပဲဒီ ribose sugar ဒီမှာဒီအကြောင်းကိုခဏပြောတယ်သူအရန်အရေးကြီးလို့ဒီဟာတွေကဒီအပေါ်ကတရား၃ခုကလေမတူဘူးနော်ဒါကကာဗွန်6လုံးရှိတယ်6 carbon sugar နော်ဒီဟာတွေကကာဗွန်6လုံးဒီဟာကြတော့မတူတော့ဘူးသူက5 carbon sugar တရားလုံးဝမတူဒီ sugar ကနော်အစားအသောက်ထဲကမရနိုင်နော်ခန္ဓာကိုယ်ထဲမှာ तू ကလုပ်တယ် तू က manufacture လုပ်တယ်သို့တော့ तू ကလုပ်တာဖြည်းဖြည်းလေးပဲမြန်ခိုင်းလို့လည်းမရအောင်ကျမတို့ငယ်ငယ်တုန်းကလေ physiology မှာသင်ရတယ်တချို့ဆရာဝန်တွေပါရင်ဒီကဘာနဲ့လုပ်လဲဆိုတော့ကျမတို့ခန္ဓာကိုယ်ထဲမှာလုပ်တာ pentose phosphate pathway နဲ့သွားတယ်ကျန်တဲ့လူတွေတော့မမှတ်ပါနဲ့ပြန်ကြည့်ကြရင်ပြောတာpentose ကကာဗွန်5ခုသူကဘာအတွက်သုံးလဲဆိုဒီတရားခန္ဓာကိုယ်ထဲမှာဒီကလပ်စီးတွေအရန်လုပ်ရတယ်လေ all the chemical reactions မျိုးစုံထောင်နဲ့တောင်းနဲ့ချီပြီးဖြစ်နေတယ်အဲ့တော့ तू အလုံးလုံးဖို့စွမ်းအင်လိုတယ်လေဒီကလပ်စီးတွေရဲ့စွမ်းအင်အတွက်ဒီ ribose sugar ကိုသုံးတယ် okay သူတို့အလုံးလုံးနိုင်ဖို့ဒီကလပ်စီးတွေဒါကြောင့်မလို့လူတွေကထင်တယ်နော်လူဘာကြောင့်သေလဲဘာကြောင့်လူတွေသေလဲဥမာလူတယောက်သေသွားပြီဘာကြောင့်လဲလူတွေက generally ရေဘူးရအားဖြင့်ပြောတာကအသက်မရှူလို့အသက်မရှူတော့ဘူးလေသေပြီသို့တော့တို့တွေဝိသုဒ္ဓိမက်မှာသင်တယ်မလားအသက်မရှူတဲ့လူတွေရှိရင်သေမှမသေတာနိရောဓသမဘဝင်စားတဲ့လူတို့သရုဋ္ဌဇံတို့မသေဘူးအဲ့ဒီတော့ဒါကိုကြည့်ရှုခြင်းအပြင်ဒီအသက်ရှူတာနဲ့တိတ်မဆိုင်
ဒီ cell energy ဒီကလပ်စီးတွေအလုံးမလုံးနိုင်တဲ့နေ့ energy မထုတ်နိုင်နေကြရင်သိပြီလူသေးတာလေစွမ်းအင်ပြတ်သွားရင်သွားပြီလေသိပြီဒါကြောင့်မလို့မေးလိုက်ရင်လူတွေကထင်နေတာအသက်ရှူလို့အသက်ရှင်တယ်တချို့ organism တွေအသက်မရှူဘူးနော်ဟုတ်တယ်မလားညောဒတမဘဝင်စားရင်အသက်မှမရှူတာသရုပ်ထဆန်လည်းအသက်မရှူဘာမှမသိမှမသိတာမဆိုင်ဘူးဒီမှာဒီကလပ်စီစွမ်းအင်ပြတ်သွားတယ်ဒါမှမလို့မေးမယ်လေကင်ဆာရှိတဲ့လူတွေဘာလို့သေလဲနောက်ဆုံးဒါပဲကင်ဆာဆဲလ်တွေအများများလာတယ်နော်များလာတော့ကိုစားသမျှအစာတွေကိုကင်ဆာဆဲလ်တွေကယူလိုက်တယ်သူသဖြင့်ကြားတွေသူကသိကြိုက်တယ်ဆက်ပွားဒါပေမဲ့လို့ကင်ဆာဆဲလ်ရဲ့ထူးခြားချက်က तू ကသဘာဝဆဲလ်တွေကိုစွမ်းအင်မထုတ်နိုင် तू ကအာဟာရတွေကိုတော့ယူတယ်ကင်ဆာဆဲလ်တွေကစွမ်းအင်မထုတ်နိုင်ဘူးအဲ့ဒါကြောင့်မလို့ကင်ဆာလူနာကိုသွားကြွေးကြည့်ကြိုက်တဲ့လောက်ကြွေးမထောင်လာဘူးဘာကြောင့်လဲကလပ်စီးတွေကစွမ်းအင်မှမလုပ်နိုင်တာအဲ့ဒီတော့ကင်ဆာဆဲလ်တွေကများလာတယ်ဒီကိုယ်လုံးပွားနေပြီ stage 4နောက်ဆုံးလူသေသွားတယ်ဘာကြောင့်လဲကလပ်စီးတွေလုံးလို့တော့ဒါကြောင့်မလို့လူတယောက်သေတာနော်အဲ့ဒါမှတ်ထားအသက်မရှူတာနဲ့မဆိုင်ဘူးဒါမှမလို့ကျမတို့ဝိသုဒ္ဓိမက်မှာလည်းသင်တယ်လေအသက်မရှူတဲ့လူတွေတင်းနေ3 4ပါသိတယ်မလားအဲ့လိုနောက်ဆုံးဒါပဲကလပ်စီးစွမ်းအင်မထုတ်နိုင်တဲ့နေရာလူသေးတဲ့နေပဲဒါကြောင့်မလို့အသက်ကြီးလာရင်ဘိုးကြီးဘွားကြီးတွေယောဂမရှိဘူးလေတလှုပ်လှုပ်နဲ့တေဝါကြတာပဲနောက်ဆုံးဘာယောဂရဲလို့တော့မရှိဘူးအားမရှိဘူးတချောင်းချောင်းနဲ့နောက်ဆုံးအိပ်ရတယ်မှာလေဖြည်းလေးတည်သွားကြတယ်ဘာဖြစ်လို့လဲလုံးမလို့တော့ဘူးကလပ်စီးစွမ်းအင်ပြတ်သွားတဲ့နေရာကတည်တဲ့နေပဲနော်အဲ့ဒါကြောင့်ဒီဟာဘလောက်အရေးကြီးလဲဆိုတော့ကျွန်မပြောချင်တာဒါပဲဒီ ribose sugar तू ကမဆိုင်ဘူးနော် तू ကလေဟိုဘာခေါ်လဲစီးကြိုရှိတဲ့လူတွေလည်းတောက်လို့ရတယ် तू က insulin နဲ့ဘာမှဆိုင် तू က different kind of sugar ဒါမှမလို့လေကိုယ့်ရဲ့မိဘတွေဘာယောဂမှလည်းမရှိဘူးတချောင်းချောင်းဖြစ်နေဒါတိုက်လိုက်လူကြီးရမသိဘူးဟိုကန်ရှိရင်ကန်ကိုဝင်တော့လည်းသိမှာပေါ့လေအဲ့ဒါပြောတာဒီကအသက်ကယ်စီပဲနောက်ဟိုပါပေါ့ဒီအောက်ဆီဂျင်တိတ်လို့တဲ့အချိန်နဲ့ဥပမာနှလုံးသွေးကြောပိတ်သွားပြီဆိုပါတော့ heart attack ရပြီညကြီးနော်အောက်ဆီဂျင်ရုတ်တရက်အဲ့လိုကြီးနှလုံးကိုသွားပိတ်လိုက်တဲ့အခါမှာနှလုံးကလိုပြီလေစွမ်းအင်နဲ့ကလပ်စီးတွေကဆက်လို့ရမှာကိုဒီနှလုံးမသေးဘူးအဲ့ဒါကြောင့်မလို့အဲ့လို heart attack တွေပါရပြီဆိုရင်ဒါကိုယ့်ရဲ့အသက်ကယ်စီပဲဆေးရုံမသွားခင်ဒါတွေကိုအများကြီးတောက်သွားလိုက်ဒါရှိလို့ရှိရင်ကလပ်စီးစွမ်းအင်တွေကဆက်ဖြစ်နေတယ်ဒါမှမဟုတ်ဒီကျမယူရောပြောနော်အရင်တော့လည်းပြဘူးဒီဟာအရင်အရေးကြီးတာပဲဒါကိုယ့်ရဲ့အသက်ကယ်စီပဲနော်ဒါကလည်းတရားပဲဒါပေမဲ့ကျမပြောတာတရားတွေမတူတဲ့အကြောင်းကိုပြောတာလုံးဝမတူဘူးတရားတွေအာနိသင်လည်းမတူဘာမှမတူဒီမှာတော့တော်ချိန်ကုန်သွားပြီအများကြီးပဲပြောစရာရှိဖြတ်လိုက်တော့မယ်နော်ကိုမနားလေလားတရားတွေဒါမှမဟုတ်ကျမပြောတာဒီတချို့တွေလည်းကျမ Facebook တို့ဘာလို့မှတွေ့ဘူးတယ်နော်ဟာဒီယောဂတွေပြောင်းအောင်ဒီ fruit တွေကိုဘယ်လိုချိန်ပြီးတောက်ဆိုတာအဲ့ဒါဖြစ်နိုင်လားဆိုတော့ကိုယ့်ကိုပြန်ပြီးတော့ physiology နဲ့ပြန်စဉ်းစားတာပေါ့နော်အဲ့တော့အတိမစားဘူးလားဆိုတော့မဟုတ်ဘူးနော်ကျမအဲ့ဒါကိုပြောတာမဟုတ်ဘူးစားလို့ရှိရင်အများကြီးမစားနိုင်ဘူးလေကိုကဟုတ်တယ်မလားမစားနိုင်တဲ့အပြင်ဒီ fiber တွေကပြန်ဆွဲထားမယ်ဆိုအသေးကိုတစ်ချက်တည်းအများကြီးသွားမဆောက်ဘူးနောက်ပြီးတော့ဒီ fiber တွေကနေပြီးတော့ဝန်းအနေနဲ့လည်းပြန်ထွက်သွားမယ်ဆိုတော့အများကြီးမရလိုက်ဘူးပေါ့နောက်ပန်းတီးနှလုံးသုံးလုံးစားဖို့ကလည်းတော့ခက်တယ်နော်ဒါပေမဲ့ကြိတ်ချလိုက်ရင်ဒါလေးပဲတောက်လိုက်ရင်ဟုတ်တယ်နောက်ဒီခါကျမကြားဘူးတာတွေလည်းပြောပြ fruit juice sports drink နောက်ဟိုဟာတွေလည်းပါတယ်နော် lemonade တို့ဘာလို့အပြင်သွားရင် lemonade တောက်မလားဆိုတာလေ ice tea လေဟာတရားတို့ဒီထည့်ကြတယ်လေအဲ့ဒါတွေကလေတက်နိုင်ရှောင်ရင်ကောင်းတယ်တခါလေလဲတောက်ချင်တောက်ပေါ့နော်ဒါပေမဲ့များသောအားဖြင့်လေကိုဂယူဆိုင်ချင်လေရေကိုအကျင့်လုပ်ပြီးတောက်ရေပဲတောက်နော်ကျမပြောတယ်အုံးစိမ်းရည်တွေပါတွေတောက်လို့ရတယ် green tea တို့ coffee တို့ပါတော့ရတယ်နော်နောက်လေဒါဘဝတုတ္တအဖြစ်ပေါ့နော်ကျမပြောမယ်နောက်ရေတစ်မျိုးရှိသေးတယ်ရေကအမျိုးမျိုးရှိတယ်နော်ကျမလည်းအဲ့ဒီဟိုတနေ့ရမှာဒီရေစာအုပ်ကိုသွားဖတ်ပြီးသိသွားတာရေကလူတွေသိတာ H2O
ဟုတ်တယ်မလားဒါရေလေရိုးရေကျမတို့တောက်နေတဲ့ရေအဲ့တော့ဒီရေကကျမတို့ခန္ဓာကိုယ်ထဲမှာကလပ်စီးတွေပါဒီထဲမှာရှိတဲ့ရေနဲ့တူသလားဆိုမတူနော်ဘလို့ကွာလဲဆိုတော့ဒီကလပ်စီးတွေထဲမှာရှိတဲ့ရေဟာပို့ပြီးတော့တိတ်သီးတယ်သူတို့အင်္ဂလိပ်လိုခေါ်တော့ structured water ပေါ့နော် structured ဒီ formula လည်းမတူအဲ့ဒီရေကဘာလဲဆို H2O မဟုတ် H3O2 အဲ့တော့ဒီရေတွေကအရန်အာနိသင်ရှိတယ်ဘယ်လိုလဲဆိုတော့ तू ကဒီ electron တွေအများကြီးပါတယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီရောင်ကိုင်းတဲ့ဓာတ်တွေကို neutralize လုပ်နိုင်တယ်အဲ့တော့စဉ်းစားဖို့ကောင်းတာပေါ့ okay ငါတို့ဒီရေတဘာဝရေအပြင်ရိုးရေအကျိုးပြုမဲ့ရေဘာတွေကိုတောက်နိုင်လဲဆိုတော့ဘာဆိုတော့တောင်ကျဆန်းရေနောက်ပြီးတော့ဟိုးအောက်ကနေစိမ့်ထွက်လာတဲ့အရေဘာခေါ်လဲအဲ့ဒါအောက်ကစိမ့်ထွက်လာဟိုတောင်နေကြားထဲထွက်လာတဲ့ရေတွေလေအဲ့ဒါရယ်နော်နောက်ပြီးတော့ဒီဟို ocean water လဲ structured water ပဲဒါကြောင့်မလို့လေဒီဟိုဘာခေါ်လဲအပန်းကြီးပေါ့နော် vacation တွေပါတွေသွားဒီပင်လယ်ကမ်းခြေတွေပါတွေသွားပင်လယ်ရေကိုချိုးလိုက်ရင်လူကအဲ့လိုလဲကောင်းတယ်နေလို့လဲကောင်းတယ်ဘာကြောင့်လဲအဲ့ဒါကြောင့်နောက်တခြားအများကြီးပဲအဲ့ဒါတွေပြောစရာရှိတယ်သဘာဝနဲ့ပတ်သက်လို့ဒီ structured water ဆိုတော့အခုနောက်ပိုင်းသိလာတာသူတို့သိမကြသေးဘူး2013ကမှသိလာတာအော်နောက်ရေတစ်မျိုးရှိသေးတယ်နောက်သူတို့ကပြောတာလူတွေအတွက်ပေါ့နော်ကျမတို့နိုင်ငံခြားမှာတော့ spring water ဆိုတာရောင်းတယ်ဒီမှာတော့ရောင်းလားမရောင်းလားရောင်းလည်းရောင်းမှာပါစိုင်းနေကျမလည်းမရောင်းသွားကြည့်အဲ့ spring water ဆိုတာတွေ့ရင်ဝယ်ပြီးတော့ तू ကပို့ပြီးတော့အာနိသင်ရှိအောင်ဘာလုပ်ခိုင်းလဲဒီ structured water ဖြစ်အောင်ရေခဲတစ်တာထဲမှာနည်းနည်း chill လုပ်လိုက်အဲ့ဒါဆိုရှယ်ပဲအရန်ကောင်းတယ်ရိုးရိုးရေတောက်တာတယ်လေအဲ့တော့ဝယ်လို့ရရင်ရိုးရိုးရေဝယ်မယ်အစား spring water ဝယ်ဟုတ်ပြီနော်ကြည့်ပေါ့နော်ရှိရင်လည်းရှိမှာကျမလည်းတခါမှမကြည့်ဘူးရှိမှာပါနော်အေး spring water တောက်ကြပေါ့နော်ဟိုဘယ်တော့ပူဈေးကြီးလဲတော့ကျမမသိဘူးနော်အဲ့ဒါဟိုမှာနိုင်ငံခြားမှာတော့တူလောက်ပဲတိတ်ဈေးမကြည့်ဘူးနော်အဲ့ဒီနောက်အထူးသဖြင့်တောတွေမှာလေဟိုတိတ်ပြီးတော့ဟို polluted မဖြစ်တဲ့နေရာမှာတဘာဝကြောက်ရည်ချအဲ့ရန်ကောင်းနော် तू ကရိုးရိုးရေနဲ့မတူဘူး तू ကဘာကြောင့်ပိုကောင်းတာလဲဆိုတော့ဒီကလပ်စီးတွေထဲမှာရှိတဲ့ရေနဲ့အတူတူပဲ structured water နောက်ပိုင်းကျတော့ဒီပိုက်ဆံရှိတဲ့လူတွေတတ်နိုင်တဲ့လူတွေကျတော့နိုင်ငံခြားမှာဒီ machine တစ်ခုဝယ်တယ်အဲ့ဒီ structured water ရိုးရိုးရေကိုပြန်ပြီးတော့ structured water ပြန် vortex machine လို့ခေါ်တယ်အဲ့ဒါတွေကတော့မလုပ်ပါနဲ့အဲ့ဒီ spring water ကိုနည်းနည်းလေး chill လုပ်လိုက်တောက်ရမ်းကောင်းတယ်ဆိုတော့ရေတခြားပြောစရာတွေလည်းရှိသေးတယ်ဆိုရေကဒီလောက်ပဲပြောတော့မှတင်တယ်နောက်တစ်ခုဘာလုပ်ရမလဲဆိုတော့ဒီနံပါတ်2ဆိုတော့တစ်ပဲရောက်သေးတယ်9ခုတောင်ပြောစရာရှိဒုက္ခပြီးမှမဟုတ်မြန်မြန်ပဲပြောလိုက်တော့မှသိအသေးစိတ်တော့ဘာလို့ဆိုဒီကအရေးကြီးလို့လေနားလည်အောင်ပြောပြတာနောက်တစ်ခုကတော့အားလုံးကျွန်မပြောတဲ့အတိုင်းဟင်းသီးဟင်းရွက်များများစားရမယ်နော်ဟင်းသီးဟင်းရွက်မှာပါတဲ့တရားပမာဏဘာမှမရှိဘူးပါတော့ပါတယ်နည်းနည်းလေးနောက်သူက fiber တွေကနင်းကံပါတဲ့ခါကျတော့ကိုယ့်အတွက်ကောင်းတယ်လေ plus bioflavonoids အဲ့ဒီမှာကျွန်မပြောချင်တာလေဒီဟင်းသီးဟင်းရွက်ကလည်းမေးစရာရှိတာပေါ့ဟို quality ကအတူတူပဲလားမတူဘူးတချို့ဟင်းသီးဟင်းရွက်ကလည်းတရားနည်းနည်းပုံများတယ်တဘာဝအဖြစ်များနေတာပေါ့နော်တချို့ဟင်းသီးဟင်းရွက်ကလည်းဒီလောက်မပါဘူးအဲ့တော့ကျွန်မစည်ရင်းလေးရှိတယ်သိရအောင်ပေါ့နော်ရေးလာတယ်အင်ဆူလင်နဲ့ကြောင်းတော့မပြောလိုက်ရဘူးပြောချင်တယ်ဒါပေမဲ့လို့လေသိများသွားမှာဆိုလို့အကောင်းဆုံးဟိုဟာဘာခေါ်လဲအကောင်းဆုံးဟင်းသီးဟင်းရွက်ပေါ့နော်အကောင်းဆုံးဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲဆိုတရားအနည်းဆုံးနော်တရားအနည်းဆုံးနောက်အာနိသင်နဲ့ရှိတာဘာလဲဆိုတော့ဟို broccoli နော်ရေးတာပန်းမုံလာဟို cauliflower ပေါ့နော်ပန်းမုံလာနောက်ဂေါ်ဖီတုပ်ချစ်သေးသေးလေးတွေရိုးရိုးဂေါ်ဖီတုပ်တရုတ်နန်းနန်းကိုင်းလံတရုတ်မုံညင်ရေမုံညင်နိုကိုဦးနန်းနန်းပင်ပင်စိမ်းရွက်ဟိုငရုတ်သီးအပွားကြီးတွေအနီးအစိမ်းအဝါခရမ်းကျင်သီးဟင်းနုနွယ်နောက်အရွက်စိမ့်စိမ့်ကြမ်းကြမ်းအဲ့ဒါတွေကဟိုဟာတရားတအနည်းဆုံးပေါ့နော်လူနဲ့လည်းတဲ့တယ်သူကအာနိသင်နဲ့လည်းအပြည့်ရှိတယ်နောက်တစ်ခုကတရားတ
များတဲ့ဟင်းသီးဟင်းရွက်ကဘာတွေလဲဆိုတော့ beets ကဟိုပါလေကျမတို့အနီရောင်အသီးလေစွန်းကုန်တယ်လေအကုန်ပြုတ်လိုက်ရင်သူကကြားတတ်အရမ်းများတယ်နော်အဲ့တော့အဲ့ဒါကိုတစ်ခါတလေစားဖို့အမြင်မစားနဲ့နော်အဲ့ဒါနောက်ပြီးတော့ဟိုစိမ့်စားဥကြားများတယ်ကြောက်ဖြုံသီးနော်ခဲမြင်သီးမှလည်းနည်းနည်းများတယ်အဲ့တော့တက်နိုင်ရင်ရှောင်းတဲ့ဟင်းသီးဟင်းရွက်တွေကပါလဲဆိုရင်ဟင်းသီးဟင်းရွက်ဒါပြောထားတယ်ဟိုကြားများတာပေါ့နော်ရှောင်းလို့တော့မပြောဘူးပေါ့နော်တစ်ခါတလေစားပေါ့ခဏခဏမစားနဲ့အဲ့ဒါပါလဲဆိုပြောင်းဘူးနဲ့အာလူနော် तू ကကြားရများတယ်ကျမလည်းကြိုက်တာပဲပြောင်းမှုပြုတ်ဆိုကြိုက်စားနော်ဒါပေမဲ့တစ်ခါတလေပေါ့စားလို့ရတယ်အမြဲကြီးအဲ့လိုမစားနဲ့နော်အထူးသဖြင့်ကိုကစီးကြိုရှိလို့ရှိရင်နည်းနည်းသတိထားလိုက်ပေါ့နော်ဘာကြောင့်လဲဆိုတော့စီးကြိုကလေကျမစောစောကပြောသလိုပေါ့ glucose တွေပါရီစားပြီး insulin ကတက်တာပေါ့ insulin ကိုမတက်ချင်ဘူး insulin ကအရန်အောင်ခန္ဓာကိုယ်အတွက်ဒုက္ခပေးတယ်ဒီ insulin ဓာတ်ကသူက cancer တွေကိုလည်းပွားစေတယ်အထူးသဖြင့် pancreatic cancer cancer cell တွေကိုလည်းပွားတယ်ခန္ဓာကိုယ်ကိုလည်းတအားရောင်ခိုင်းစေတယ်နောက်တော့ insulin များရင်လူကဝလာပြီလေသူက fat storage hormone အဆီတွေကိုသိမ်းထားတယ်နောက်ပြီးဒီအဆီတွေကိုပြန်ပြီးလောင်စာအဖြစ်မသုံးနိုင်အောင်သူကပြန်ပြီးတော့တားထားတယ်အဲ့တော့ insulin ကဘယ်ဘက်ကပဲကြီးကြီးခန္ဓာကိုယ်အတွက်မကောင်းအဲ့တော့လူတွေကလေစီးကြုံမဖြစ်ခင် glucose မတက်ခင်အရင်အဆုံးတက်တာ insulin ဒါကြောင့်မလို့ဒီ routine blood check up တွေပါညာတချို့တွေလည်းယူရီးယားသွားအဲ့ဒါဆိုရင်ဆရာဝန်ပြောလိုက် insulin လည်း check လုပ်ချင်တယ်နော်ကိုကဟိုပါပေါ့နော် sugar မတက်သေးခင် तू ကအရင်ဆုံးတက်တာလေ insulin က insulin တက်နေပြီဆိုသေချာပေါက်ပဲလာနေပြီဟိုစီဂျိုကအဲ့တော့ဆိုတော့ကျွန်မပြောသလိုပဲဒီဟင်းသီးဟင်းရွက်တွေကိုအစိမ်းတုတ်စားနိုင်တယ်ရွာလူတွေလည်းအစိမ်းတုတ်စားပေါ့နော်မြို့ကလူတွေကြတော့လေတန်းနိုင်ရင်လည်းကြိတ်တောက်ရင်တော့များများရတော့ပေါ့နော်နောက်တစ်ခုလေအရန်အရေးကြီးတာဒီဟင်းသီးဟင်းရွက်နဲ့ပတ်သက်လို့ဒီချင်ဘတ်နော်တော့လူတွေအတွက်ကတော့ဒါဖြစ်နိုင်တဲ့ဟာလေဒီချင်ဘတ်ကဘာလဲဆိုတော့သူက fermentation ဆိုတာအချင်ဖောက်ထားတာနော်အချင်ဖောက်လိုက်တော့အဲ့ဒီမှာ lactic acid အများကြီးထွက်လာတယ်ပိုးတွေလည်းအများကြီးပဲအဲ့တော့အိမ်မှာအမှန်ဆိုအဲ့လောက်ကြီးလည်းမခက်ဘူးချင်ဘတ်လုပ်ရတာနော်ဟိုတန်းတန်းရှင်းရှင်းအိမ်မှာလုပ်ထားရင်လေချင်ဘတ်စားတာနဲ့ probiotics သောက်တာနဲ့ဆိုရင်အာနိသင်ဟာချင်ဘတ်မှာပူရှိတယ်အများကြီးပါတယ်ဘာလို့ဆို probiotics ဝယ်ဖို့ကလည်းခက်တယ်အလှမ်းလဲတချို့လူတွေကလည်းအလှမ်းမမီနိုင်ဘူးသိတယ်မလားအဲ့တော့ probiotics အထူးသဖြင့်အဲ့ဒီချင်ဘတ်စိန်နဲ့အရည်ထဲမှာလေအများကြီးပါတယ် probiotics အဲ့တော့ဟိုတောဝလူတွေအနေနဲ့ရေတောက်နိုင်တယ်လေဆိုတာကျွန်မပြောသလိုရိုးရေသူတို့လည်းတောက်နိုင်တယ်ပိုတော့ကောင်းသေးတယ်တောမှာဆိုစမ်းရည်တွေပါရှိရင်ကောင်းသူတို့ကဒီ structured water တောင်တောက်လို့ရတယ်နံပါတ်1ဟင်းသီးရွက်တွေလည်းသူတို့စားနိုင်တယ်ချင်ဘတ်တယ်ပြီးစားလိုက်ရုံပဲချင်ဘတ်ကနောက်တစ်ခုရှိတာချင်ဘတ်နဲ့ဟိုဟာနဲ့မတူဘူးနောက်တစ်ခုကဘာခေါ်လဲအချင်အတုပ်လေ vinegar ထည့်လိုက်တာ vinegar ကဟိုဟာလေရှာလကာကြီးအချင်နဲ့မတူဘူးနော်ဒီ fermentation က lactic acid vinegar acetic acid မတူဘူးနော်မတူဘူးအဲ့ဒါမှတ်တာဒီဟိုဒီအခုလေဒီ vinegar တွေထည့်လို့ချင်တာအာနိသင်မရှိဘူးအဲ့လိုသဘာဝအားဖြင့်ပိုးတွေကိုမွေးပြီးတော့ချင်လာတာ lactic acid ကမှနော် lactobacilli တွေပေါ့အများကြီးရှိတယ်နောက်သူတို့တွေက anaerobic ဓာတ်လို့ချင်ပတ်လို့ရင်လေဖိထားရတယ်နော်ဟိုလေးနဲ့ထိလို့မရအောင်လေးနဲ့ထိရင်မှုတက်မယ်မကောင်းတဲ့ပိုးတွေလည်းလာပြီကိုယ်ဒုက္ခပေးမဲ့ပိုးတွေဒီချင်ပတ်ကဖိထားတော့ရင်းနဲ့နစ်နေတဲ့အတွက်ကြောင့်မလို့လေးနဲ့ပေးမထိဘူးလေသူက anaerobic အရန်ကောင်းတယ်အဲ့တော့တောဝလူတွေအတွက်နော်ချင်ပတ်စားပေါ့မြို့ဝလူတွေလည်းစားလို့ရတယ်နော် probiotic ဈေးကြီးတယ်ဝယ်မတော့ချင်ဘူးချင်ပတ်လို့စားအတူတူပဲနောက်ပြီးတော့လေလူတွေကချင်ပတ်လုပ်ပြီးဆိုအရေတွေကိုလေတခါတည်းကိုညှစ်ချပလိုက်တယ်အကုန်လုံးသွားမကျင်နဲ့အဲ့ဒီအရေထဲမှာအများကြီးရှိတယ်ပိုးတွေအဲ့တော့နည်းနည်းခတ်ဆူဆူလေးပေါ့စားလိုက်နော်အဲ့ဒါနောက်တစ်ခုလူတွေမသိသေးတာလေဟိုဘလိုဟာမျိုးမှာအရန်အာနိသင်လည်းရှိတယ်ဆိုဟိုအညောင်လေးတွေထွက်တာအခုကျွန်မဟိုနေ့ကတော့တွေ့တယ် pro market မှာ sprouts တွေလေ broccoli sprouts တွေ့ဘူးလားသူကဟိုပဲပင်ပေါက်လိုပဲအညောင်လေးတွေနဲ့ဘူးလေးနဲ့ရောင်းတယ်အဲ့ဒါအရန်အာနိသင်ရှိတယ်သူကလေတို့စားရင်လည်းရတယ်ထမင်းနဲ့လေဒီတိုင်း
ဒါမှမဟုတ်လို့ရှိရင်ပေါင်မုတ်တွေပါနဲ့ဟို non gluten ပေါ့နော်ပေါင်မုတ်တွေပါနေညှက်စားရင်လည်းရတယ်ဟိုစောစောကအရေးတောက်တာမှာတခုကြံခဲ့တယ်အရေးကြီးတာပြောမှာအဲ့ဒီအရေးကိုပြန်သွားမယ်ဘာလို့ဆိုအရေးကြီးလို့ကျမတို့ခဏခဏမေးကြတယ် Horlicks တောက်လို့ရလား Ovaltine တောက်လို့ရလားမဟုတ်လေတခုခုတောက်ချင်တယ်လေလူတွေကရေနဲ့မပြီးဘူးမိုင်လိုတောက်လို့ရလား Ensure တောက်လို့ရအဲ့ဒါနဲ့ကျမစဉ်းစားမိတာနဲ့အဲ့ဒါညအင်တာနက်မှာသွားဖတ်ကြည့်တယ် company သူတို့ company website ကိုသွားလိုက်တာပေါ့ကျမကဘယ် website ကိုသွားလဲဆိုတော့ဟိုဟာဒီ Ovaltine ထုတ်တဲ့ Switzerland က originally အခုနောက်ပိုင်းယူရီးယားတွေဘာတွေကလည်းလုပ်တယ်လေဗမာပြည်ကိုလာတဲ့ဟာတွေကယူရီးယားတို့ဟိုတရုတ်တို့နော်အင်္ဂလန်ဘာညာအဲ့ဒီဟို originally စာ Switzerland ကအဲ့တော့သူတို့ website မှာကျမဖတ်တယ်ဘာတွေပါလဲကျမလည်းသေချာမသိဘူးနော်ဘာတွေပါလဲဆိုတော့ဟာ shocking နံပါတ်1ကျမအမြဲပြောနေတယ်လေ gluten မစားကြနဲ့မစားကြနဲ့ဘာကြောင့်လဲဆိုတော့ကျမတို့အခုစားတဲ့ gluten တွေကဟိုရှိရ gluten ကျမတို့ငယ်ငယ်တုန်းကလည်းတောက်တာပဲဒီ Milo တို့ Ovaltine တို့ဘာတို့ဒါပေမဲ့အခု Milo တွေပါပြီးကျမတောက်ကြည့်တယ်တောက်လို့မရဘူးဟာအရန်ချိုးတယ်နောက်အရသာကြီးကလည်းတစ်မျိုးလုံးဝကို quality ကပြောင်းသွားအဲ့တော့ तू က essentially ဘာလဲဆိုရင်ဒီ Milo တို့ Ovaltine တို့ဟာ it's a gluten drink gluten in the form of barley နော် barley ကနေပြီးတော့ဒီ gluten တွေကိုတကြားတွေနဲ့ရောထားတာသေပြီလေအဲ့ဒါတောက်ရင်တကြားကလည်း fructose တကြားတွေဒါကြောင့်အချိုတာ glucose ကဘယ်တော့မှအလောက်မချိုဘူး table sugar လည်းအလောက်မချိုဘူးအခုဆို fructose တကြားတွေကသူတို့ကအရန်ရောင်းကောင်းတာမုတ်လုပ်တဲ့လူတွေကလည်းဝယ်ဒါကြောင့်မလို့အကုန်လူတွေဒုက္ခဖြစ်တာအော်ကျမသိတာအိုးဒါကြောင့်အဲ့ဒီမှာဘလောက်အထိပါလဲဆိုတော့ဒီ Milo တို့ Ovaltine တို့ဟာဟိုပါပေါ့နော်26 gram of sugar is a lot ဒီ Milo တစ်ခွက်တောက်ပြီးရင်တစ်နေ့လုံးဘာမှမစားနဲ့တော့လေသေပြီဟုတ်တယ်လားဒါကြောင့်မလို့ဒီ fructose ကကျန်းမာတဲ့လူတစ်ယောက်အတွက်စီးကြုံမရှိတဲ့လူနော်ကျန်းမာတဲ့လူတစ်ယောက်အတွက်ဆိုရင်တစ်နေ့တစ်နေ့ကို25 gram လောက်ပဲစားတဲ့အသေးကိုမထိခိုက်အောင် long term ဒီစီးကြိုရှိတဲ့လူဆိုအဲ့လောက်တော့မရဘူး15 gram မှာဘာမှမရှိဘူးဘာလို့ကိုကလည်းနည်းနည်းပါးပါးစားကြနေတယ်လေအသီးလေးပါလေစားလို့ရပါတယ်နည်းနည်းပါးပါးတို့ကနန်းစိတ်နာမှာပေါ့အကြီးအားရပါရယူမှာဖျဲဒီတစ်လုံးစားတာတို့ဘာလို့အဲ့လိုမလုပ်နဲ့လေဘာလို့လူတွေကထင်တယ်အသီးကကျန်းမာတယ်နောက်တစ်ခု ensure ကလူကြီးတွေကိုတိုက်တယ်เนาะကျွန်မပြောတာကဟုတ်တယ်အဲ့ရထဲမှာလဲနေပြီတကယ်အားမရှိဘူးဘာညာเนาะတိုက်ရင်တိုက်ပေါ့ဒါပေမဲ့လူကောင်းတွေသွားမတော့နဲ့เนาะဒုက္ခရောက်သူလဲဒီဟိုဟာပေါ့เนาะဟိုဟာတွေနဲ့အဲ့ဒီ fructose စကြားတွေပဲဒါကြောင့်မလို့လေအဲ့ဒီမှာပြောလိုက်မယ်เนาะဆရာတော်ကြီးတွေကိုเนาะအထူးသဖြင့်စီးကြိုရှိတဲ့ဆရာတော်ကြီးတွေ ensure တွေသွားမကတ်ကြနဲ့เนาะကိုကတော့နားမလဲလို့ပေါ့เนาะကောင်းတယ်အထုအမြတ်ကောင်းတယ်ဆိုပြီးတော့တိုက်တာအကုန်ဒုက္ခရောက်တာပဲအဲ့ဒါနော်အဲ့ဒီဟာဒါကြောင့်မလို့အဲ့ဒီဥစ္စာ Ovaltine တို့တောက်စရာလည်းမကြံတော့အဲ့တော့ကျွန်မပြောအုံးရည်တွေတောက်ကြရေတောက်စမ်းရည်တောက်အုံးရည်တောက် vegetable juice တွေတောက်နော်ဒါကြောင့်မလို့လူတွေကထင်တယ်အစီစားမှအစီဖြစ်တာမဟုတ်ဘူးနော်ဒီ fructose ကြားအရန်ဆိုးတယ်အစီကစားပြီးရင်အစီမဖြစ်ဘူးအဲ့ဒီအစီအကြောင်းလည်းတစ်နေ့ပြောပြအောင်မယ်အရန်ကို interesting ဒီအစီကိုဘာမှကြောက်စရာမရှိဘူးကြောက်ဖို့ကောင်းတာအဲ့ဒီတကြားအဆိုးဆုံးပဲရှင်ဘတ်တဲ့အဲ့ဒါဟိုအတေးရအောင်မှာဝယ်လာပြီးပြမလို့အဲ့ဒီအညှောင်လေးတွေလေအဲ့ဒီတိတ်တော့အချိန်ရှိမြန်ပြောမှသိများဆိုတော့အခုကနှစ်ခုပြီးသွားပြီနော်ဟိုဘာခေါ်လဲအရေးတောက်တာရဲ့ဟင်းရွက်ကဲနော်နောက်တစ်ခုကနံပါတ်3အဲ့ဒါလည်းအရေးကြီးတာပဲဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အစီတွေကိုဘယ်လိုချကြမလဲလူတိုင်းတော်တော်များများအစီတွေရှိတယ်နော်အထူးသဖြင့်ဝိတ်ချခြင်းတဲ့လူတွေပေါ့ဟာလူတွေကလည်းမျိုးစုံဟိုဆေးတောက်ဒီဆေးတောက်နော်အဲ့ဒီတော့စောစောကကျွန်မပြောတာကိုနားလည်ရင်အဲ့ဒီ principle နဲ့အဲ့ဒီဟာကိုအခြေခံပြီးပြန်သွားမယ်အဲ့ဒီတော့ကျမတို့စားလိုက်တယ်ဆိုတော့ထမင်းစားလိုက်တယ်ထမင်းစားတော့ဘာထွက်လဲ glucose ထွက်တယ်ဒီ glucose ကကျမတို့စွမ်းအင်အနေနဲ့သုံးချလိုက်တယ်သို့တော့စားတဲ့ပမာဏများနေရင်ပိုနေတဲ့ glucose စွမ်းအင်အတွက်
အသုံးချစရာမလိုတဲ့ glucose တွေကနော်အသေးထဲမှာနော် glycogen ပေါ့ glycogen ဆိုတာနောက်လိုတဲ့အခါမှာသုံးလို့ရအောင်တကြားဓာတ်အစုအဝေးပေါ့နော်ဖြစ်တယ်အဲ့တော့လိုတဲ့အချိန်မှာအဲ့ဒီတကြားကိုသူကယူပြီးတော့အသေးတွေကနေယူပြီးစွမ်းရင်ဖြစ်သုံးလိုက်တယ်ဒါမှမဟုတ်နင်းကန်စားတယ်ဆိုရင်အရန်ပုံနေရင်တော့အစီပြောင်းလိုက်တယ်အဲ့တော့ဒီဟာကိုသိထားရင်တချို့လူတွေကနော်ဟိုပါပေါ့ဒီ weight ကြဖို့ဒီ bike ကအစီကြဖို့နံပါတ်1 exercise လည်းလုပ်လို့မရအောင်နော် exercise လုပ်လို့ရှိရင်အနည်းအကျဉ်းလောက်ပဲကြာမယ်တိတ်မကြာဘူးအဲ့ဒီတော့ကျမတို့ကညံသုံးပြီးတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ဒီဟိုစားတဲ့အစာအပြင်ကိုဘယ်အချိန်မှာစားလဲဆိုတော့ပြောင်းပလိုက်။ဘာကြောင့်လဲဆိုကျမတို့ကသိပြီဒီ glucose ကိုလူကစွမ်းအင်အနေနဲ့သုံးပလိုက်တယ်။ဥပမာစားပြီးပြီ။နော်။နောက်ပြီးပိုရာကို glucose glycogen အနေနဲ့အသေးထဲမှာစုထားတယ်။ဒီ glycogen ကဘယ်လောက်ပဲခံလဲဆိုရင်8နာရီ။နော်။8နာရီကနေအများဆုံးခံရင်10နာရီပေါ့အများကြီးရှိတယ်။ဒါကြောင့်မလို့ဥပုံဆောင်တာကောင်းတယ်ဆိုတာအဲ့ဒါကိုပြောတာ။သူကနေ့လယ်12နာရီကျန်ဘာမှမစားတော့ဘူးလေ။ဟုတ်တယ်မလားနေ့လယ်12နာရီရနေပြီးတော့ည12နာရီဆို12နာရီဖြစ်နေပြီအဲ့ဒီအချိန်မှာကုန်ပြီအဲ့ဒီအချိန်မှာစပြီးတော့အစီတွေကို burn လုပ်ပြီဘာလို့ဆိုခန္ဓာကိုယ်ကအလုပ်လုပ်ဖို့စွမ်းအင်အားလိုတယ်လေလိုတဲ့အခါကျတော့သူ့မှာ burn လုပ်စီရ glucose ကမကျန်တော့ဘူး glycogen က10နာရီ12နာရီဆိုရင်ကုန်ပြီအဲ့ဒီမှာအစီကိုစပြီး burn လုပ်ပြီသူကခန္ဓာကိုယ်ရဲ့သဘာဝကတကြားဆိုတဲ့ glucose ကိုအရင် burn လုပ်တယ်တကြားကုန်ရင်အစီကို burn လုပ်တယ်နော်ဒါကြောင့်မလို့ဒီဥပုံဆောက်ရင်ပိန်လဲပိန်သွားတယ်ဗိုက်လဲကျသွားတယ်အစီကို burn လုပ်ပြီလေဒါကြောင့်မလို့ကျမပြောချင်တာကဥမာညနေပိုင်းကျမထမင်းမစားညနေပိုင်းမစားကျမဆိုဘာလို့ဆိုပြီးပြီ maybe တနာရီလောက်ပေါ့နေ့လဲတနာရီလောက်ဆိုင်တုတ်ကနန်းစိတ်ကနန်းဘာရဲလို့မဟုတ်အဲ့ဒါဆိုရင်နောက်နေ့မနေ့မှာ breakfast စားရင်အချိန်ကတော်တော်ရသွားပြီလေဆိုတော့အစီတွေကိုလောင်ကျွမ်းနိုင်တာပေါ့ဟုတ်တယ်မလားတချို့လူတွေကမဟုတ်ဘူးတစွတ်စွတ်စားနေတော့ကြ3နာရီလောက်ကြာသွားနှိုက်လိုက်နော်ဟိုဟာလေးဟိုကျွတ်ကလေးဒီကျွတ်ကလေးနှိုက်တာတွေကလည်း glucose ဖြစ်မဲ့ဟာ fructose တီ glucose တီ3နာရီကြာတစ်ခါလောက်စားနေအဲ့တော့သူတို့ခန္ဓာကိုယ်ထဲမှာ glucose ဟာအမြဲ available နားလေလားကျွန်မပြောတာအဲ့တော့ခန္ဓာကိုယ်က fat ကို forget တယ်ဘယ်သုံးမလဲဟုတ်တယ်မလား glucose ကအမြဲရနေတယ်လေတစွတ်စွတ်စားနေတဲ့လူတွေကြတော့ဒီ glucose ကိုကြီးပဲသုံးမှာပေါ့အဲ့တော့ကျွန်မပြောချင်တာကလေအစီတကယ်ချခြင်းနဲ့ဆိုရင်နည်းနည်းတော့တဲကြီးခံရမှာပေါ့နည်းနည်းအစာခံလိုက် breakfast ကိုနည်းနည်းနောက်ကျစားရင်စားအကယ်၍ dinner စားတယ်ဆိုရင်အဲ့လိုပေါ့နော်အချိန်ကိုခြားပြီးစားကျွန်မပြောတာဟိုတစွတ်စွတ်မစားနဲ့ဟိုသူများတွေပြောတာတစွတ်စွတ်စားရင်ပိုကောင်းတယ်နော်ဟိုအစီကိုချခြင်းပြောတာဘာလို့ဆိုတော့တစွတ်စွတ်စားနေရင်ကိုက glucose တစ်ချိန်လုံး ever ready ပဲခန္ဓာကိုယ်က fat ကိုသုံးဖို့အချိန်ကိုမရှိဘူးအဲ့တော့ဒီ fat တွေကိုလောင်မှပဲကောင်းတယ်လေဟုတ်တယ်မလားအဲ့ဒါအဲ့တော့အဲ့လိုလုပ်လို့ရတယ်လို့ဒါမှမဟုတ်ဥပုံဆောက်တာလေးကောင်းတယ်တစ်ပတ်တစ်ခါလောက်တော့စောင်းတင်တယ် actually တစ်ပတ်နှစ်ခါဆိုပူတော့ကောင်းတယ်ကုသိုလ်လည်းရတယ် fat တွေကိုလည်း burn လုပ်လိုက်တယ်ပြီးတော့အဲ့ဒါဆိုတော့ဒါ3ခုเนาะ3ခုပြီးသွားပြီဒီအောင်နောက်တစ်ခုဒီအထီးဟာဟိုကလုံနိုင်တယ်เนาะတောဝလူတွေလည်းလုံနိုင်တယ်เนาะဟုတ်တယ်မလားနောက်တစ်ခုကဘာလဲဆိုတော့ဒီလေ့ကျင့်ခန်းကိုလည်းကျွန်မပြောတာမတရားသဖြင့်မလုံနဲ့เนาะနဲပါလမ်းလျှောက်ရတယ်ဝိတ်လေးပါလေးမကြည့်ရတယ်နောက်တစ်ခုကအဲ့ဒီဟိုပါဝိသုဒ္ဓိနဲ့မဲ့နဲ့ဆိုင်ပြီးပြောအောင်မယ်ဣရိယာပုတ်ကျမတို့ဒီလူတော်တော်များများခါနာတဲ့ယောဂရှိတယ်ဟာလူတိုင်းမေးလိုက်ရင်ခါနာခါမနေ့ကတော့တယောက်လာသေးတယ်စင်ကာပူမှာခါသွားခွဲမလို့အသက်မေးလိုက်တယ်30ပဲရှိသေးတယ်ဟာဟုတ်ရဲ့လားနော်ဘလို့ဖြစ်ကြတာလဲဟိုခါနာတာလေအကြောင်းမျိုးကြောင့်ရှိတာပေါ့လေဒီဒါကြောင့်မလို့ तू ကပြောတာကျမတို့တွေကများသောအားဖြင့်လူတွေကအလုံးလုံးကြတယ်လေအာeitherဟိုများသောအားဖြင့်အလုံးလုံးတဲ့ခါကျထိုင်တာပဲမတ်တက်ရက်ပြီးမှအလုံးမလုံးကြတာထိုင်တယ်တနေ့လုံးထိုင်တယ်ကွန်ပျူတာနဲ့ဆိုကုန်းလဲကုန်းနေတယ်ဆိုဟိုဒါကြောင့်မလို့မြတ်စွာဘုရားလည်းဟောတယ်ဣရိယာပုတ်၄ခုလုံးမှန်ရမယ်ဟုတ်တယ်မလားအသက်ဟိုရှင်เจ้าမှာလေတို့ဣရိယာပုတ်၄ခုလုံးမှန်ရမယ်နောက်ပိုင်းเนาะအမေရိကမှာဘလို့ဖြစ်လာလဲဆိုတော့ဒီ problem ကို solve လုပ်လို့ဘာကြောင့်ငါတို့ဒီ
ရုံးမှာလုတ်တဲ့လူတွေတစ်ချိန်လုံးခါနာသူတို့သိရထိုင်နာကြလို့အဲ့တော့သူတို့နောက်ပိုင်းဘယ်လိုလုပ်လဲဆိုတော့ဟိုပါပေါ့နော်ရုံးနေမှာဟို option ထားတာပေါ့မတ်တက်ရလဲလုပ်လို့ရတယ် treadmill လိုပဲလမ်းလျှောက်ပြီးတော့လဲလုပ်လို့ရတယ်ကျွန်မသမီးအစကကျွန်မလည်းမသိဘူးသမီးကပြောတယ်မေ तू ကဘရောမထိုင်ဘူးတဲ့အမြဲခဏပဲထိုင်တယ်မတ်တက်ရရင်ရက်တယ် treadmill ပေါ်မှာကွန်ပျူတာနဲ့အလုပ်လုပ်တာသူတို့အလုပ်ကပေးထားတာအဲ့တော့ပြန်စဉ်းစားကြည့်မြတ်စွာဘုရားဘလောက်တော်လဲဆိုတာနော်အာမောစရာကြီးဣရိယာပုံညီမျှရမယ်လေဣရိယာပုံမညီမျှရင်မရဘူးတိတ်အကြကြီးထိုင်လို့မရဘူးဘာကြောင့်လဲဆိုတော့တို့တွေဟိုအာနာပါနမှာတော့မှမေကွန်းတစ်ခုရှိတယ်မလားဘာကြောင့်ခါကိုဖြောင်းထားရမလဲဒီအယိုးတွေအသားတွေကအလိုင်းဖြစ်နေအောင်တဲ့နေအောင်လေဒီကိုခါကိုကုန်းလိုက်လို့ရှိရင်မတဲ့တော့ဘူးလေညွတ်ကြတယ်ညွတ်ကြတဲ့ခါကျဒုက္ခဝေဒနာတွေဖြစ်တော့တရားမထိုင်နိုင်နာဆိုမြတ်စွာဘုရားဟောတာထိုင်ရင်လဲတဲ့ဘာလို့ဆိုတို့တွေကကွန်ပျူတာလုပ်နေဘူးမှတဲ့တယ်မထိုင်ဘူးကြည်အားလုံးကကုန်းနေကြနော်အဲ့တော့တနေ့လုံးဒီအလုံးမှာအဲ့လိုထိုင်နေဆိုသေပြီလေဣရိယာပုံမှာညီမညီမျှဒါမှမဟုတ်နိုင်ငံခြားလူတွေကသူတို့တွေကဗုဒ္ဓဘာသာမဟုတ်ဘူးနော်ဘာမှလည်းမသိဘူးဒီတရားတွေကိုဒါပေမဲ့သူတို့တွေက they are ahead of us ဒါမှမဟုတ်အခုဒီ Washington မှာရှိတဲ့ရုံးတွေပါတွေကတချို့တွေကဒီ treadmill ကဖြည်းဖြည်းလေးလျှောက်တာပါနော်မြန်မလျှောက်ဖြည်းဖြည်းလေးလှုပ်တယ်ဆိုရင်တော့ပဲအဲ့ဒီ treadmill မှာအောင်မှာတော့တခါတည်း office ကြီးစောက်ထားပေးတာအဲ့သူတို့ကလမ်းလျှောက်မထိုင်ဘူးနောက်လမ်းလျှောက်လို့ပြင်းသွားပြီဆိုရင်မတက်တော့ရက်ပြီလို့နောက်ထိုင်ရင်ခဏပြန်ထိုင်လိုက်ဒါမှမဟုတ်ဒီထိုင်တဲ့ဣရိယာပုတ်ကြီးပဲတနေ့လုံးလုပ်လို့မရခါနာနော်ဟုတ်ပြီလားအဲ့တော့ကိုယုံမှာဒါတွေမရှိဘူးဆိုခဏခဏမတက်ရက်ပြီနဲ့လမ်းလျှောက်ပြီးတော့သိရမှာနိုင်ဝက်တစ်ခါဖြစ်ဖြစ်နော်မိနစ်20တစ်ခါလောက်ဖြစ်ဖြစ်အဲ့လိုဇက်တိုက်ကြီးပဲမထိုင်နေနဲ့ထိုင်ရင်ကြာရင်မရဘူးလေခါနာယောဂဆွဲမှာဟုတ်တယ်မလားဖះလဲဟောထားတယ်လေအကျော်တွေသားတွေအကုန်ညွတ်ကြတယ်ဆိုရယ်လေဘသူဒီလိုကြီးမှထိုင်ပြီးတော့မှမလုပ်တာအဲ့လိုဒီခန္ဓာကိုယ်ရဲ့ structure အဲ့လိုမလုပ်ထားဘူးလေဒီလိုကြီးထိုင်နေဖို့မှမဟုတ်တာဒါပေမဲ့ရုံးလုပ်သမားတွေကြတော့လည်းမရဘူးလေထိုင်ရမယ်လေဒါသူတို့အလုပ်က desk job ဒါပေမဲ့ကိုကညံဝန်သုံးပြီးရေလေးထားတောက်လိုက်နည်းနည်းဘဝလမ်းလျှောက်လိုက်ဟိုခါးတွေတိတ်မနာဘူးပေါ့နော်ဟုတ်ပြီနော်အဲ့ဒါလည်းအရေးကြီးတယ်အဲ့ဒါနောက်တစ်ခုကကဲတော့လူတွေလည်းလုပ်လို့ရတယ်နေပူရှင်ကနေပြီးတော့ဗိုက်တာမင် D ကိုရအောင်ဒါမှမဟုတ်တချို့တွေကလည်းကျမဗိုက်တာမင် D ကိုရအောင်ယူလို့ပြောရင်ဟိုနေ့ကမျိုးသမီးတယောက်ရှိတယ်သူ့ရဲ့အမအကြီးပေါ့နော်အယံခါနာဟိုတခါလာတော့မှကျမသေချာပြောတယ်အဲနေပူထဲမှာနေပါစေနော်ဟိုဗိုက်တာမင် D ရရတယ်ဒါပြောတယ်တိတ်မသက်တာဘူးဘာဖြစ်လို့လဲနေပူလှမ်းလာလှမ်းနေဘယ်လိုလှမ်းတာလဲသူကအိမ်ထဲမှာနေပြီးလှမ်းတာအိမ်ထဲကနေဘယ်လိုဖြစ်လဲဆိုတော့ဒီနေရောင်ခြည်ကလေ ultraviolet light A ray ရှိတယ် B ray ရှိတယ်နှစ်မျိုး okay ဒီ vitamin D ကိုရတဲ့ ray က B ray UVB ဒီ UVB ray ကဒီမှန်ကိုမဖောက်နိုင်ဟုတ်ပြီနော်အဲ့တော့အိမ်ထဲကနေပြီးတော့နေပူစာလှုံရင်ကိုရမယ် ray က UVA ray ပဲရမယ် A ကမှန်ကိုဖောက်တယ်ဒါပေမဲ့ A ray ကကိုယ့်အတွက်မကောင်းဘူးလေ skin cancer တွေဘာတွေဖြစ်တာ A ray ကြောင့် B ray မဟုတ်ဘူး A ray က deeper ဟိုအဒင့်ကြီးလဲသွားပြီးတော့ဖြစ်တယ်နော်ဟိုပေါ့အသားလဲညိုတယ်ဟို skin cancer တွေဘာတွေလဲဖြစ်တယ် B ray ကမဖြစ်ဘူးအဲ့တော့ဒီကျွန်မပြောချင်တာနေပူလှမ်းတယ်ဆိုတာအိမ်ထဲမှာလှမ်းလို့မရဘူးဆိုတာကိုပြောတာဘာလို့ဆိုတော့ဒီ B ray ကနေပူမဖောက်နိုင်အဲ့တော့ तू ကပြောတာဒါတော့လူတွေကတော့ရပြီးသားပါဒါမလို့တော့လူတွေကကြမ်းပါတယ်နော်အများသောအားဖြင့်ဒါသူတို့ကလည်းသူတို့ပြဿနာနဲ့သူတို့ပေါ့နော်ဒီ sanitation မကောင်းတာတို့နော်ဒီအစားအသောက်ကြောင့်သူတို့လက်ဒုက္ခဖြစ်တယ် generally သူတို့တွေကနေလဲရတယ်နော်နောက်ပြီးတော့လမ်းလျှောက်ရင်လည်းများသောအားဖြင့်ဖဏမပါဘူးလေထဲမှာဟာကောင်းမှကောင်းအဲ့ဒါတော့ကောင်းတာတော့မရှိအရန်ကြမ်းပါအဲ့တော့ဒီဒါကြောင့်မလို့အခု cancer တွေလည်းအရန်ဖြစ်ကြတယ်ကျမတို့တိုင်းပြည်ကနေလည်းအရန်ပူတယ်ဒါပေမဲ့မိုးလင်းရင်ကြီးခလေးတွေအထူးသဖြင့်မိုးလင်းရင်ကြောင်းသွားပြီကားလေးနဲ့အုတ်ထုပ်ကလေးနဲ့ပြန်လာရင်ကျူရှင်သွားပြီဝိုင်းကျူရှင်သွားပြီညနေပြန်ရင်မိုးချုပ်နေပြီနေလည်းမမြင်ရတော့
ကျမတို့ငယ်ငယ်တုန်းကလမ်းမကစားတာနော်နေရဘူးရှောက်ပြေးအဲ့ဒီခေတ်ဆိုတာမရှိတော့ဘူးဒီတိုင်းပြည်မှာကလေးတွေကိုကြည့်လိုက်ကျောင်းနဲ့အိမ်နဲ့ကျူရှင်ကလေးတွေလည်းမကြမ်းပါဘူးအခုဆိုကလေးငယ်ငယ်လေးတွေနဲ့ arthritis နော်အကြီးပေါင်းနေဘာမှကလေးငယ်ငယ်နဲ့ arthritis နဲ့အကြောင်းမရှိအဲ့ဒါပေါ့နော်ခေတ်ကြီးရလဲလုံးဝပြောင်းသွားတယ်ဘယ်သူမှကလေးတွေလည်းနေမထီဘူးလူကြီးတွေလည်းမနဲ့မိုးလင်းလာအလုပ်သွားကြတယ်ကိုစီအလုပ်မှာပဲလေအရေးအောင်မှာနေလည်းမထီဘူးပြန်လာရင်နေလည်းမရှိတော့အဲ့ဒီတော့နော်ကျမတို့တွေအားလုံးကလည်း vitamin D3 deficient ဒီ vitamin D3 ဟာနော်ဒီ cancer တွေနဲ့အရန်ဆက်ဆက်နေ cancer တော့ကျမပြောတာအကြောင်းတစ်ခုတည်းကြောင့်မဟုတ်ဘူးအကြောင်းပေါင်းများစွာရှိတယ်အကြောင်းပေါင်းများစွာရှိတဲ့အထဲမှာဒီ vitamin D3 ဓာတ်အားနည်းနေတာအလွန်အရေးကြီးတဲ့အကြောင်းတော့ဒါကြောင့်မလို့ကျမအတိတွေပါလည်းရှိတယ်ပေါ့တခါကြလာပြတယ်ဟာဒီ blood work တွေရောပါ urea ဟာတွေရောပါရောလာပြတယ်ဟုတ်တယ် cancer တွေရှိကြတယ် cancer ကို treat လုပ်တယ် chemotherapy radiation ခွဲတယ်နောက်လာ every 3 months or 6 months CT scan တွေလုပ်ကြတယ်ကြည့်လိုက်သူတို့ blood work တွေမှာ D3 check လုပ်ထားတာလုံးဝမပါဘူးဒီလောက်အရေးကြီးတာနော်အဲ့ဒီတော့ကျမပြောတာ cancer တွေကိုသူတို့ကဘယ်လိုဖြစ်နေလဲဆိုတော့အခုဘယ်တော့ပြန်လာမလဲဆိုတာကိုစောင့်ပြီးတော့ပြန်လာရင်သူတို့ကထပ်ထုမယ်အဲ့ဒါမျိုးပေါ့နော်ဘာကြောင့်ဖြစ်ရတာလဲအကြောင်းတစ်ခုကိုဖယ်နိုင်ရင်မစိုးဘူးကျမပြောတာ D3 တစ်ခုတည်းတော့မဟုတ်ဘူးပေါ့ဒါပေမဲ့ D3 ကလည်းအရန်ဒီကိုယ့်ရဲ့ခုခံအား immune system အတွက်အရန်အရေးကြီးတယ်မယုံစစ်ကြည့်ကျမဒီခန်းထဲမှာစစ်လိုက်ရင် I'm sure အကုန်လုံး deficient ဖြစ်မယ်အဲ့တော့ဒီ level ကိုဘယ်လောက်လောက်ထားမလဲအရင်တုန်းကလည်းပြောပြီးပါပြီเนาะဒီ ID 40ကနေပြီး80လောက်က okay cancer သမားတွေဆိုရင်ကျမဆို100လောက်အထိမြင့်နိုင်မယ် optimal မတူဘူးလေကျမတခုပြောအဲ့ D3 ကလည်းအရေးကြီးတယ်စီးကြောင်မပြောဘူးဆိုပြောပြီးဟောဒါသဘာဝရနိုင်တယ်လေနေလှမ်းလို့ရနိုင်ရအောင်ရေးကြည့်ရသူကဒီ cancer သမားတွေအတွက်သွားကြည့်များသောအားဖြင့် cancer ရှိတဲ့လူတွေ blood work တွေနင်းကန်လုပ်တာပဲဘယ်တော့မှမဟုတ်တာလောက်ရေးကြည့်လဲဘာလို့ဒါကို cancer ပြန်မလာအောင်ကွာဒါနဲ့ပိတ်ထားလေကိုပိတ်နိုင်တဲ့ဘိုက်ကလိုက်ပိတ်ထားလေအကုန်လုံးတော့လုံးလို့မရဘူးဒါပေမဲ့လုံးနိုင်တဲ့ဟာကိုလုပ်ရမှာပေါ့ D3 เนาะအဲ့တော့ acceptable level ပေါ့เนาะဒီလောက်ဆို okay လို့ပြောတယ်ကျမတို့ရန်ကုန်ကလူတွေเนาะအတိတွေနိုင်ငံခြားကိုလာလို့စမ်းလိုက်ရင်ဘယ်လောက်ရှိလဲဒီလောက်ပဲရှိတယ်20ပေါ့အများဆုံးလူတိုင်းလိုပဲ check လုပ်လိုက်နော်ဖြစ်ပြီပေါ့ cancer တွေအကောင်းဆုံးနော်ကိုယ်ခန္ဓာကိုယ်အထွတ်အထိပ်ရောက်ခြင်း optimal လို့ခေါ်တာပေါ့နော် this is acceptable ဆိုတာဒီလောက်ဆိုရင်ရတယ်optimal ဆိုတာအထွတ်အထိပ်အကောင်းဆုံးတရားဆိုတော့ကျမက cancer ရှိလို့ရှိရင်ဒါကိုလုပ်မှာပေါ့တရားအထိဘာလို့ဆိုဒါကကို protect လုပ်ထားတာလေပြန်မလာရအောင်ကိုတတ်နိုင်တဲ့နည်းနဲ့เนาะအဲ့တော့နေပူလှမ်းမှာကျမပြောတာเนาะဒါပေမဲ့တခုရှိတာအသက်ကြီးလာရင်เนาะဒီ enzyme တွေပါတွေကလည်းတင်းလာနေလာတော့နေပူလှမ်းတိုင်းလဲမရရတဲ့လောက်မရဒါပေမဲ့လုံးဝမလှမ်းတာတဲ့ဆိုင်တော်သေးတယ်အဲ့ဒီတော့နေလှမ်းတဲ့အပြင်ကိုတောက်တင်တယ်ကျွန်မထင်တယ်เนาะတောက်ရတာဘာဖြစ်လဲမြူချလိုက်ရုံဒါပေမဲ့လူတွေကသိကြောက်တယ် vitamin D3 လို့ D လို့ပြောလိုက်ရင် hard fat soluble vitamin toxic ဖြစ်မယ်โอเคအဲ့ဒါလေးကျွန်မနည်းနည်းပြောချင်တယ်เนาะဒါပေမဲ့ဆရာဝန်တမ်းနဲ့မပြောဘူးဆိုရင်ဒါမပြောလို့လည်းမဖြစ်ဘူးဆိုပြောရမယ်လူတွေကသိကြောက်ကြတယ် toxicity vitamin D3 toxicity
ဘာတွေလဲနော် calcification ဆိုတာထုံးတတ်တယ်ပေါ့နော်ခန္ဓာကိုယ်ဟိုနှလုံးလိုပါတော့မှာသွားပြိမယ် calcification mainly ရတာပါပဲနော်တခြား nausea vomiting ကအများကြီးတောင်းမှာဒါပေမဲ့သူတို့မသိတာကဒီ equation မှာတစ်ခုက missing သူတို့ research သမားတွေကလွယ်လေးဒါမဖြစ်အောင်သူတို့ကဒါကြောင့်ဒီဟာကိုအများကြီးမတောက်ပါဘူးပြောတယ်သို့တော့ဒီဟာမဖြစ်အောင်လွယ်လေး K2 ထည့်ပြီးလိုက်ဒါကဖြစ်ပါဆိုလည်းမဖြစ်တော့ K2 ကဒီပိုနေတဲ့ calcium တွေကိုအယိုးထဲမှာပြန်ပို့ပေးလိုက်မယ်ဟောဒီဟာတောက်တဲ့လူကအယိုးလည်းလုံးဝမပါတော့ osteoporosisနောက်အရန်အရေးကြီးတာနှလုံးရောဂါရှိတဲ့လူတွေကသူက cholesterol ကိုကြီးပဲမဲနေကြတယ်နော်ဟုတ်တယ်မလား cholesterol တဲ့အရေးကြီးတာ coronary calcification ဒီဟိုနှလုံးသွေးကြောမှာရှိတဲ့နှလုံးသွေးကြောတွေမှာ calcium ဓာတ်တွေပုံတာနော်ဒီဓာတ်နဲ့ရင်ဒီနှလုံးသွေးကြောတွေမှာလည်းစုပ်မယ်ရိုးသွေးကြောတွေမှာလည်း calcium တွေများတော့ stiff ဖြစ်ပြီး blood pressure တက်မယ်အဖြေရတာပဲလူတွေကဒါကို miss ဖြစ်ပြီးတော့ဒါကြီးကိုနင်းကန်ကြောက်တယ်ဒါများတောက်ရင်ဒါနဲ့တွဲတောက်ရင်ဒါဖြစ်เสียအကြောင်းမရှိနော်အဲ့ဒါတို့တွေကဒါလူတော်တော်များမသိဘူးဒါမလို့ဟောပါနော်နည်းနည်းတော့ဆရာဝန်မဟုတ်တဲ့လူတွေအတွက်တော့နည်းနည်းခက်မယ်ဒါပေမဲ့ဘ ഹു တုတလေးအနေနဲ့တော့နားထောင်လိုက်ပေါ့နော်ဒါမှမဟုတ်ကျွန်မပြောတာ vitamin D3 ကဘာမှကြောက်စရာမရှိဘူးဒါကြီးပဲမတောက်ပဲနဲ့ဒါနဲ့တွဲတောက်လိုက်ရင်ဒါတွေဖြစ်เสียအကြောင်းမရှိတော့ဒါတွေမဖြစ်တော့လို့ရှိရင်ဒီဘာကြောင့်သွေးတိုးယောဂဖြစ်လဲအသက်ကြီးလာရင်သွေးကြောတွေကျစ်လာတယ်လေဘာကြောင့်ကျစ်လဲကယ်လ်ဆီယမ်နေကြောင့်လေဒီကယ်လ်ဆီယမ်တွေကိုဒါအယိုးထဲကိုပြန်ထည့်ပေးလိုက်ရင်ပွဲရပြီးသွားတယ်ဘာမှဖြစ်เสียအကြောင်းမရှိဟုတ်တယ်မလားအဲ့တော့ D3 ကိုလည်းကြောက်เสียမရှိအဲ့ဒီတော့ဘယ်လောက်တောက်ရမလဲဆိုတာကိုယ့် level ကဘာလဲဆိုဒီမှာလည်းစစ်လို့မရဒါပေမဲ့များသောအားဖြင့်ကကျွန်မထင်တယ်ပေါ့နော်အခုဆို9000အားဝယ်လို့ရတယ်လေ5000 9000အားတောက်လို့ကတော့ဘာမှမဖြစ်နိုင်ဘူးတချို့တွေကအဲ့လိုအယိုးတချို့တွေကြတော့လေဟိုပါပေါ့နော်ခါအရမ်းနာတယ်ဘယ်လိုဖြစ်လဲဆိုတော့ vitamin D3 အရမ်းနေွားတဲ့အခါကျတော့အယိုးထဲမှာရှိတဲ့ဟာလေပျော့တယ်တော့အယိုးကိုပြီးနေတော့အရမ်းနာတယ်သူတို့ခေါ်တယ် osteomalacia ပေါ့နော် osteoporosis ဆာမနာဘူး osteomalacia အရမ်းနာတယ်နောက်အဲ့ဒီလူတွေကြတော့1000 2000တောက်လို့ရတယ်ဒါပေမဲ့တောက်တဲ့အခါမှာဒါနဲ့တွဲတောက်ရင်ဘာဥပမာမရှိဘူးဒါကြောင့်မလို့ research တွေပါလုပ်တယ်ထွက်လာတယ်vitamin D3 က toxic ဖြစ်တယ်သူတို့ကဘာလဲဒီဟာ D factor ကိုလုံးဝမစင်းလားမထည့်တာဒီဟာအဖြေပဲဒါကြောင့်မလို့နောက်ပိုင်းတိတ်ပြောရင်တော့じゃရှုပ်ကုန်တိတ်မပြောပါဒီကတော့နားလေတယ်မလားဘာမှကြောက်စရာမရှိဘူးဒါမှမဟုတ် cancer ရှိတဲ့လူတွေ history of cancer ရှိတဲ့လူတွေ D3 ကအရင်အရေးကြီးတာပဲမနေ့ကလည်းအဲ့လိုလာတယ်နော် stage 4 cancer လူနာတယောက်လာပြကြည့်လိုက်တယ်ဘာ D3 မှမလုပ်တာသူပြောတယ် every 3 months CT scan ဟုတ်တယ် CT scan ကဟုတ်တယ်လေကင်ဆာပြန်လာလားမလာလားဆိုတာသိချင်လို့လေဘာဖြစ်လို့အဲ့ဒါကိုလာအောင်စောင့်နေမှာလဲကျွန်မပြောတာကိုလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်လိုက်လေကိုကာကွယ်လေဟုတ်တယ်မလားမရပေမဲ့လို့လေဟိုကိုလှုပ်တဲ့လှုပ်ထိုက်တာတော့လှုပ်ရမှာပေါ့ဒီ CT scan တွေကလေ radiation ကလည်းအများကြီးရှိတယ်ဒီစငါမိချင်နောက်တစ်ခုကတော့လူတိုင်းသိပြီးသားပါအစာအိမ်နဲ့ဥလန်းချောင်းကျမ်းမာဖို့ကတော့သိတယ်နော် probiotics တွေတောက်ရွာလူတွေက probiotics မတောက်နဲ့ချင်ဘတ်စာဟုတ်တယ်မလားချင်ဘတ်ကတကယ်ကောင်းတာနော်အရသာလည်းရှိတယ်နောက်ဟို kimchi တွေပါရှိတယ်မလား kimchi ကလည်းလူနဲ့ရမ်းတည့်တယ်ဒါပေမဲ့လုပ်ပြီးသား kimchi တွေအချုံမှုနေပြီအဲ့ဒါကြောင့်အဲ့ဒီပြဿနာတွေကလည်းရှိဒါမလို့ကျွန်မပြောတာခေတ်ကြီးကပြောင်းသွားပြီဆိုတော့ကိုကလည်းနော်ဟိုခေတ်အလိုက်ပေါ့
အိမ်မှာလှုပ်တင်လှုပ်ထိုက်တာလို့ရမယ်ဒါပေမဲ့ဒီတိုင်းပြည်အရန်နေဘူးလေဆိုချင်းပတ်လို့ရင်တပတ်အတွင်းဖြစ်တယ်ဖြစ်ရင်ပလင်းထဲမှာလှုပ်ပြီးတော့ရေခဲတဲ့ဘာမှလှုပ်ရမလို့စားနေနဲ့မြန်ဖြစ်ချင်ထမင်းလေးနည်းနည်းထည့်ရှိရင် probiotics လေးတစ်လုံးဖောက်ထည့်လိုက်အောင်မလီကောင်းသလားမပြောနဲ့ရန်ကောင်းပိုးလေဘာလို့ဆိုတဘာဝပိုးကျွန်မပြောတယ်ချင်းပတ်ရဲ့ principle ကဒီအရွက်မှာရှိတဲ့တဘာဝပိုးတွေကိုဒီအရွက်မှာရှိတဲ့ကြားနဲ့ပြန်ချင်းဖောက်တာလေဟုတ်တယ်မလားဒါပေမဲ့လို့ကျမတို့အခုခေတ်ကပိုးသက်ဆေးတွေကများတော့မတရားဆေးရတယ်လေဟုတ်လား vinegar တွေနဲ့စိမ်ပြီးဆေးရတယ်လေပိုးတွေသေးကုန်ပြီလေဘလို့သွားပြီးတော့ပိုးကြမှာလေဟုတ်တယ်မလားဆေးရသေးသေးချာချာဆေးပြီးတော့ပိုးတွေကတိတ်မကြံတော့ချင်းဘက်ကဖြစ်ချင်မှလည်းဖြစ်မယ်ပုတ်ရင်လည်းပုတ်သွားမယ်အဲ့လိုမဖြစ်ရအောင် probiotics တစ်လုံးဖောက်ထည့်လိုက်ကျမပြောတယ်ဒီတော့တစ်လုံးဆိုမလီစားပါလေတအိမ်လုံးသိရမလားဟိုဟာတစ်လုံးဆိုတစ်ယောက်ပဲရမှာတအိမ်လုံးကလေအကြာကြီးစားလို့ရတယ်နောက်ပြီးတော့ချင်းဘက်တွေစားအောင်လည်းအရေးတွေကိုအကုန်မညှစ်ပြစ်နေနည်းနည်းဆူဆူလေးထားဟုတ်ပြီနော်နောက်ချင်းဘက်ကိုနှိုက်ရင်လည်းတန်းတန်းလေးနှိုက်လေသိတယ်မလားညင်ညစ်ပပရောလက်ကြီးနဲ့သွားနှိုက်လိုက်လို့ရှိရင်ကိုလက်ကဘက်တီးရီးယားတွေအမှထပ်ပါမယ်အဲ့တော့တန်းတန်းလေးနှိုက်စားအဲ့တော့ဒါတော့ရလူတွေအကုန်လုံးလို့ရတာကြီးပဲဟုတ်တယ်မလားနေပူလှမ်းချင်းဘက်စားရေတောက်ဟင်းဟင်းရွက်စားဟင်းဟင်းရွက်တောက်နောက်တစ်ခုကလည်းလုပ်လို့ရတာပဲကျမကြီးအေးဝအောင်အေးနော်အနည်းဆုံး7နာရီလောက်ပေါ့နော်အေးနောက်ဆုံးတစ်ခုပြောနောက်ဆုံးမဟုတ်ဘူးဒုတိယနောက်ဆုံးဒီအဲ့ဒါလေ2013လောက်မှပဲလူတွေကသိလာကြတာတဖြည်းဖြည်း research တွေခုနောက်ပိုင်းအရန်ထွက်တယ်ကျမတို့မဟာပထဝီမြေကြီးနော်အခုခေတ်မှာမြေကြီးတောင်သိမ့်မရှိတော့ပါဘူးအကုန်လုံးအိမ်တွေကိုတိုက်တွေကိုအပြည့်ဆောက်နော်ဒီမဟာပထဝီမြေကြီးကဘာတွေနဲ့အများကြီးရှိလဲဆိုတော့ဒီ negatively charged electron တွေသူက electric တန်တော့ဒါမှမတွေ့ဘူးလားမိုးကြိုးပြင်းတိုင်းဆိုမြေကြီးကိုဒီမိုးကြိုးတစ်ခါပြစ်လိုက်ရင်အဲ့ထက်မှအများကြီးပါတယ်ဒီ electron တွေမြေကြီးထဲကိုဝင်သွားတာမြေကြီးမှာသဘာဝ electron တွေအများကြီးရှိတယ်ကျမတို့ကမှဒီ CoQ10 တို့ဘာလို့လိုက်ပြီးတောက်နေဘာမှမရှိဘူးမြေကြီးမှာအများကြီးအဲ့တော့မြေကြီးမှာဖနှက်မပါပဲနဲ့နော်ဥမာနေပူလန်းနေဆိုပါတော့ကိုကနေပူလန်းရင်ဖနှက်မစီးနဲ့မြေကြီးနဲ့ထိတာဟိုကတခုတော့ရတယ်နော်တမန်ဟိုနေကွန်ကရစ်ရတယ်အကောင်းဆုံးကမြေကြီးနောက်ပြီးတော့မြက်ကလေးနဲ့နည်းနည်းမြက်ဆူဆူလေးမြေကြီးကအကောင်းဆုံးနော်ဒီဆိုနေရင်ဒီ electron ဓာတ်တွေကစီးတယ်ပေါ့နော်ကျမတို့ခန္ဓာကိုယ်ကြီးမှာလည်း electricity နဲ့သွားနေတာနော်ဒါကြောင့်မို့ EKG လုပ်တယ်မလား EKG ကပါ electricity potential ကိုတိုင်းနေတာလေလျှက်စစ်ဓာတ်ကိုတိုင်းနေတာ EKG ဆိုရင်ကျမတို့ကြည့်တယ်မလားနှလုံး EKG ဆွဲလိုက်အဲ့ဒါဒီလျှက်စစ်ဓာတ်ကိုတိုင်းနေတာပဲကျမတို့ခန္ဓာကိုယ်ကလပ်စီးရလဲလျှက်စစ်ဓာတ်တွေနဲ့ပဲနော်ဒီလျှက်စစ်ဓာတ်တွေဒီ sodium potassium transfer တွေကလည်းသွားနေတာပဲဒီဝါယောဓာတ်တွေနဲ့ခန္ဓာကိုယ်ကြီးကနောက်ဆုံးကြတော့ဓာတ်ကြီးလေးပါပဲအဲ့တော့ဒီကျမပြောချင်တာကနေပူလှမ်းရင်ဖနှက်မစီးနဲ့နော်အမကုတ်ချန်ထဲမှာဆိုတေချာရှင်းတာအဲ့မှာလမ်းလျှောက်လမ်းမလျှောက်ချင်ခုံနဲ့ထိုင်ဒါပေမဲ့ခြေထောက်ကိုမြေကြီးနဲ့ထိတာအဲ့ဒါဆိုရင်ဟိုအထူးသဖြင့်ဘလူတွေအတွက်အရန်ကောင်းလဲဆိုတော့လေဒီ antioxidant တွေအရန်လိုနေတဲ့လူပေါ့ခန္ဓာကိုယ်တအားရောင်ကိုင်းနေတဲ့လူတွေကြီးပေါင်းသမားတွေကောင်းသလားမပြောနဲ့ရှယ်ပဲဒီနေပူထဲမှာဖနှက်မစီးပဲနဲ့မြေကြီးနဲ့ထိတာနော်အရန်ကောင်းတယ်ဒီကြီးပေါင်းသမားတွေအတွက်နောက်ပြီးတော့အရန်လည်းအိတ်လို့ပြောတယ်နော်နောက်ဒီအကောင်းဆုံးကကိုကတခါတလေကြပင်လယ်ကမ်းခြေတွေသွားကြတယ်မလားသွားရင်ပင်လယ်ရေကလည်း structured water အဲ့ဒီပင်လယ်ရေထဲမှာလည်း negatively charged electron တွေအများကြီးရှိတယ်နောက်ဒီသဲကလည်းအများကြီးပဲအဲ့တော့ဟိုကန်းဆက်ရေလာရိုက်တဲ့နေကန်းဆက်မှာဖနှက်မပါပဲနဲ့လမ်းလျှောက်နေလဲပူတယ်နော်နေရလဲ vitamin D ရတယ်ဒီမြေကြီးကလည်း electron တွေရတယ်ဒီပင်လယ်ရေကလည်း structured water အဲ့ဒါလောက်ကျမ်းမာတာတော့မရှိတော့ဒါကြောင့်မို့လို့ဒီပင်လယ်ကမ်းခြေတွေပါပြီးသွားပြီးပန်းဖြင်လူကပြန်လာရင်လမ်းဆန်းပြီးအဲ့လိုလဲပြောတယ်ဟိုမှာဆိုရမ်းအိပ်ပြောတာပဲအရန်ကောင်းတယ်အဲ့ဒါနော်အဲ့ဒါလောက်ကောင်းအဲ့ဒါလည်းနော်လူတိုင်းလုပ်လို့ရတယ်ဟာပိုက်ဆံလည်းမကုန်ဘူးအိမ်မှာဆိုလဲကိုယ့်ဘက်ကိုပေါ့ spring water လေးဝယ်တော့နည်းနည်းလေး chill လုပ်လိုက်
ပို့ပြီးသိသိသွားအောင်လေရေကိုအဲ့ဒါလည်းသူတို့သိလာတာမကြသေးဘူးအဲ့ဒါအခုနောက်ပိုင်းအရန်ကို research တွေလည်းလုပ်နေတယ်အရန်လည်းခက်စားလာတယ်အဲ့ဒါမလို့ရှောက်ပြောရင်ဒေါခင်ဝင်ယူသွားတယ်ဆိုပြောအမှန်ဆိုအဲ့ဒါတကယ်နော်သိတယ်မလားဒါကြောင့်မလို့လေဓာတ်လိုက်မှကြောက်ရင်ဖဏစီးခိုင်းနေလေမှတ်မိလားဖဏစီးဓာတ်မလိုက်ဘူးလေခါရဲဘာဆိုဒီခန္ဓာကိုယ်ကလည်းဒုခန္ဓာကိုယ်ကြီးကလည်းလျှက်စစ်တက်နေပဲသွားနေတာပဲဒီမြေကြီးကလည်းလျှက်စစ်တက်တယ်အများကြီးပဲဒါမှမဟုတ်တစ်ခါကျတယောက်နဲ့တယောက်သွားတူကြည့်ဓာတ်လိုက်တယ်နော်ဟုတ်တယ်မလားဒီကျမတို့ကလပ်စီးတွေက-25 millivolt တော့ရှိတယ်ဒီကလပ်စီးတစ်ခုကျမ်းမာနေဖို့ကအဲ့လောက်ရှိရမယ်နော်ဒါမှမဟုတ် acid ဓာတ်တွေသိပ်များသွားရင်အဲ့ဒီ millivolt ကကျသွားရင်မကျမ်းမာတော့အဲ့ဒါနောက်ပြီးတော့တယောက်နဲ့တယောက်တွေထိတာဥပမာအနှိမ့်ခံနေဆိုပါတော့နော်အနှိမ့်ခံနေဆိုရင်လေတယောက်နဲ့တယောက်က electron တွေကကူးတယ်လေဘာလို့ဆိုတော့ acid ဓာတ်တွေရှိတာဟောဒါကြောင့်မလို့ဒီအားရပါရဒီနှိပ်ပေးတဲ့လူပါလေပြီးွားရင်မောပြီးကြံခဲ့တယ်နော်ဒီအနှိပ်ခံရတဲ့လူက relax ဟာနေလို့ရန်ကောင်းသူစီက electron ဓာတ်တွေယူလိုက်တာလေတူတူပဲဒါမှမလို့အနှိပ်ခံရင်နော်နေမကောင်းတဲ့လူနဲ့အနှိပ်မခံနဲ့ဘာလို့နေမကောင်းတဲ့လူကသူဒီဓာတ်လိုနေတယ်လေကိုယ်စီကယူသွားမှာကိုကမောပြီးကြံခဲ့အဲ့ဒါတွေကတောင်းမလို့နော်အကုန်အဓိပ္ပာယ်ရှိတယ်နှိပ်တာတို့ဘာတို့ကလည်း electron ဓာတ်တွေကူးယူနေကြတာနော်အကောင်းဆုံးကမြေကြီးကယူနော်နောက်ပြီးတော့အဲ့ဒါရှိပြီလားနောက်ရှောင်ရမယ်အစားရှောင်သင့်တာပေါ့နော်ကျမကရှောင်ရမယ်လို့တော့မပြောချင်ဘူးရှောင်သင့်တဲ့အစားဘာလဲဆိုတော့ဒီသဘာဝအချိုဓာတ်တွေပေါ့အားလုံးနောက်တစ်ခုလေးဟိုပြောဖို့ကြံသွားတယ်အချိုဓာတ်ပြောတော့တချို့diet drinks တွေမှာ equal လို့ဘာလို့သုံးတယ်မလားတချို့တွေကလည်းဘာခေါ်လဲဆေးကြလားခေါ်တယ်လေ equal လို့ NutraSweet အဲ့ဒါမကောင်းတော့သူတို့တွေကဘာနဲ့သွားတူလဲဆိုအချုံမှုန့်နဲ့တူတူပဲbrain toxin ပေါ့နော်အုံနောက်ကလစီပြက်တယ်ပြက်ပြီးတော့ဒီ aspartame ကိုစားရင်ခန္ဓာကိုယ်ထဲမှာဘာဖြစ်သွားလဲဆို formaldehydeအဲ့ဒါတွေကလည်းကြာရင် cancer တွေပါဖြစ်တယ်ဆိုတော့တတ်နိုင်ရင်လေအချိုကထဲကိုထဲရမယ်ဘာသွားဝယ်ရောင်းတယ် stevia လို့ခေါ်တယ်မိသားအဲ့ဒါ safe equal အစားလေ equal မစားကြနဲ့ equal company ဖြိုးတရားနော်တရားစားရမယ်မစားရင်မနေနိုင်ဘူးဆိုတရားဝယ်ရောင်းတယ်ဟုတ်ပြီနော် equal မဟုတ်ဘူးနော် NutraSweet မဟုတ်ဘူးနော်ဒီ diet coke တို့ Pepsi အဲ့ဒီ diet ချို့ရ diet ဒါ sugar မပါဘူးအဲ့ဒါသူတို့ကအဲ့ဒီ equal တွေနဲ့လုပ်ထားတယ် aspartame လို့ခေါ်တယ် no aspartame ကတိကြောက်ဖို့ကောင်းတယ်equal NutraSweetနောက်ပြီးတော့လေပြားရည်အကြောင်းနဲ့ပြောခြင်းကျမလည်းသွားဖတ်တာပါနော်ပြားရည်ကဘာလဲ actually ပြားရည်ကလည်း fructose ပဲနော်ပြားရည်က fructose က 50% လောက်ပါတယ်အဲ့တော့ပြားရည်ကြိုက်ရင်သုံးကြည့်ရတော့ရပါတယ်1 teaspoon ဟိုလောက်ရှိမယ်ထင်တယ် less than 10 gram maybe 2-3 gram လောက်တော့ရှိတယ် maybe ဒီဇုံနဲ့ဆွန်းလောက်ကတော့ okay ပါတိတ်အများကြီးတော့မဟုတ်ဒါပေမဲ့အများကြီးမသုံးနဲ့လို့ပြောတာလေသူကလည်း fructose တကြားပဲနောက်ပြီးတစ်ခုပြောချင်တာပဲနို့အကြောင်းပဲပြီးဇက်ကဘယ်လိုဖြစ်လဲဆိုတော့ပြဿနာ again ခက်ကြီးပြောင်းသွားလို့အဲ့လိုဖြစ်တာပဲပြီးဇက် itself က good ဒါပေမဲ့ခက်ကပြောင်းသွားပြီလေနော်အဲ့ဒီနောက်ဆုံးကြတော့ကျမတို့ခံနေရတာဒီပေါ့အရင်ရှင်ကြီးပေါ့နော်အရင်ရှင်အကြီးစားတွေဟာ
အကုန်လုံးလှုပ်လိုက်တာအကုန်ကမောက်ကမဖြစ်ကုန်တာဘေဘီဇက်ကဘာကြောင့်မသုံးသင့်ဘူးလဲဘေဘီဇက်က2မျိုးရှိရနော်ဟိုဟာတော့သုံးလို့ရတယ်အချင်းဖောက်ထားတဲ့ဘေဘီဇက်ကโอเคနော်ဟိုအချင်းမဖောက်ထားပဲနဲ့ဒီတိုင်းဥမာတိုဖူးတို့နော်ဟိုဘာခေါ်လဲ soy milk ပဲနို့အဲ့ဒါတွေဘာကြောင့်မကောင်းဘူးလဲဆိုတော့နော်ဒီအခုခေတ်က GMO ခေတ်လေ genetically modified 90%ကျော်ပဲဘီဇက်တွေဟာ genetically modified နော်အဲ့ဒါနံပါတ်1နံပါတ်2ဘာလဲဆိုတော့ဒီပဲဘီဇက်တွေဟာသူ့မှာဟိုဟာဓာတ်တစ်မျိုးပါတယ် phytates တွေအဲ့ဒီဓာတ်ကဘာလဲဆိုတော့ကိုတောက်လိုက်လို့ရှိရင်ခန္ဓာကိုယ်ထဲမှာ minerals တွေပေါ့ sodium တို့ potassium တို့ magnesium တို့ absorb မလုပ်နိုင်အောင်ပြန်ဆွဲထားတယ်နော်အဲ့ဒါနောက်တစ်ခုကနောက်သူကဟို plant estrogen တွေပါတယ်လေ phytoestrogen plant estrogen တွေပါတော့ breast cancer ရှိတဲ့လူတွေပါတယ်ဆိုရင်ပဲနို့မတောက်သင့်ဘူးနော်အဲ့ဒါနောက်တစ်ခုကသူကဟိုပါပေါ့နော်အဲ့ဒီပဲနို့တွေပါကြာတောက်ရင်လည်းသူက goitrogen ဆိုတော့ hypothyroid ဖြစ်တတ်တယ်နောက်တစ်ခုကျွန်မပြောမှာကအဲ့ဒါဆိုရင်တိုဟူးကိုကြိုက်တယ်ဆိုရင် ferment လုပ်ထားတာပေါ့နော်ဘာခေါ်လဲ ferment နာပမာလို့အချင်းဖောက်ထားတာဥစားဟိုကရောင်းနေသီလားဒီ Korean ဆိုင်တခုရှိတယ်ကဘာအေးဖျားလမ်းမှာလေ Promart ဆိုတဲ့နေရာမှာအဲ့ဒီမှာဟိုကဝယ်လို့ရတယ်မီဆိုကဘာကောင်းလဲဆိုတော့ तू ကဟိုကလေကိုယ့်အကိုဟိုကလေးလှုပ်ထားပေါ့စက်သားပြုတ်ရည်လေးလှုပ်ထားလှုပ်ထားပြီးအဲ့ဒီမီဆိုလေးတစ်စုံကိုထည့်ပြီးတော့ဖြော်လိုက်လေဟင်းကြိုပေါ့ဟင်းကြိုအနေနဲ့ကိုအရွက်လေးပါလေးကြိုက်ရင်လည်းနည်းနည်းထည့်ပေါ့အဲ့ဒါတောင်အရန်ကျမ်းပါတယ်မီဆိုကဘာတွေအရန်ပါလဲဆိုမီဆိုတို့နက်တိုတို့အဲ့ဆိုင်မှာအကုန်ရောက်နေတဘာဝဗိုက်တာမင် K2 တွေအများကြီးပါတယ်အဲ့ဒါပြောပြမလို့နော်အဲ့ဒီမီဆိုကဝယ်လို့ရတယ်ဒီမှာနက်တိုလည်းရတယ်လို့ပြောတယ်ကျွန်မတော့သွားမကြည့်ရသေးဘူးနော်အဲ့ဒါရဲ့ရှင်းနိုင်ခွဲနေနောက်တစ်ခုဘာမစားစေချင်ဘူးလဲဆိုတော့ဒါဟိုပါပေါ့နော်ဟိုကျွန်မပြောပြမယ်စားတာမစားတာတော့ကိုယ့်သဘောဒီဆိုင်နေမှာရောင်းတဲ့ယုတ်ကဒင်ဂျင်ကမကောင်းလားဆိုကောင်းတယ်ဟိုဗာလဲဟိုအိုးလေးနဲ့လုပ်တဲ့ဒင်ဂျင်လေဘာမှမထည့်ထားတာโอเคဒါပေမဲ့လို့ဆိုင်မှာရောင်းတာတွေကသူတို့ကဘာတွေထည့်လိုက်လဲဆိုတော့ fructose တကြားတွေအများကြီးပါတယ်နောက်တစ်ခုကသူတို့က non fat တွေ low fat တွေလို့တော့ fat တွေကိုထုတ်လိုက်တယ်လေအဆီတွေကိုထုတ်လိုက်တယ်အဆီတွေကိုထုတ်လိုက်တဲ့အခါကျတော့သူတို့မှာ body မရှိတော့ဘူးပေါ့အဲ့လိုပေါ့ねဟို yogurt နဲ့တူအောင်လေပြစ်ကလေးပြစ်နှစ်လေးမရှိတော့အဲ့တော့သူတို့က chemical တစ်မျိုးကိုထည့်လိုက်တယ်ဟိုလှသွားအောင်ပေါ့ဟိုကြည့်လို့ကောင်းအောင်လေအဲ့တော့အဲ့ဒါတွေစားရင်ကိုကမလိုတဲ့ကြားတွေလည်းရမယ်အဲ့ဒီ chemical တွေပါစားရမှာပေါ့အဲ့တော့ဒင်းချင်းကြိုက်တယ်ဆိုရင်ကျွန်မပြောတယ်ဈေးတွေကဒင်းချင်းတော့ဝယ်စားဟိုအဲ့ဒီဆိုင်မှာရောက်နေဘူးနဲ့ဟာဘာမှစားနဲ့နော်အဲ့ဒါဖီဘာမေးစရာရှိသေးတယ်တော့ကြအရှိကြီးပြောလို့တော့ဖြစ်ပါဘူးပြောလေးခွန်းနေရလည်းရှိသေးတယ်ဟောအဲ့ဒီနောက်တစ်ခုလေပြောဖို့ကြံသွားတာဘိုက်စောစောကပိုးတွေအကြောင်းပြောတော့မှာအဲ့ဒါပြောမှနည်းနည်းကြံသွားဒီကျမတို့ဦးအစာအိမ်လမ်းကြောင်းပေါ့နော်အထူးသဖြင့်အစာအိမ်တို့ဦးတို့သူတို့ဟွာပေါ့နော်သူ့ကို second brain လို့ခေါ်တယ်ဒုတိယအုံနှောက်လို့ခေါ်တယ်အဲ့ဒါသိလားဘာလို့ဆိုသူကနတ်ကြောတွေကအများကြီးပဲဒီ embryology ဒီအုံနှောက်စားဖြစ်တုန်းက tissue ကအတူတူပဲအုံနှောက်နဲ့ဦးနဲ့နောက်မှလေအဲ့လိုပြောင်းသွားတာအဲ့ဒီတော့ဒီဒါကြောင့်မလို့တခုခုဖြစ်ပြီဆိုရင်ကိုယ်ဘိုက်ကအရင်သိတယ်ဒါကြောင့်မလို့ဟိုကကျမတို့မြန်မာစကားပုံရှိတယ်လေဘိုက်ထဲမှာပုံနာလေးရှိတယ်သိတယ်နော် gut feeling ပေါ့အင်္ဂလိပ်လိုဆို gut feeling သိနေတယ်
ဒါကြောင့်မလို့ဒီအုံနောက်နဲ့အစာအိမ်ကလည်းဟို vagus nerve အကြီးနဲ့ဆက်နေဆိုတော့ဒါကြောင့်မလို့ခုနောက်ပိုင်း Alzheimer's တို့အသက်ကြီးလာရင်လေသတိမေ့တာတို့တငယ်ပြန်တာတို့ကနောက်ပိုင်းသူတို့အခု research တွေအရန်လုပ်နေတယ်ဦးနဲ့ဆိုင်တယ်ဦးတွေကပိုးတွေလေဦးတွေကပိုးတွေကိုတေးသေးချာချာ share တေးချာတန့်အောင်လုပ်တာเนาะအတိတ်တွေကအပြင်စာတွေသိမစားနဲ့တရားဒီ fructose တွေသိမစားနဲ့เนาะကိုယ့်ရဲ့ဦးကိုကျန်းမာအောင်လုပ်ထားရင်တော်ရင်တိုင်း Alzheimer's မဖြစ်ဘူး။ဘာလို့ဆိုတော့အဲ့ဒါဆက်ဆက်နေဦးနဲ့အုံနှောက်နေတာလေဆက်ဆက်နေအဲ့ဒါရှင်းလာခွဲပြီးဟိုဟာကိုသွားအောင်လားပြောကြရရှိသေးတယ်နောက်ကျမလေးဒီမိဘတွေကိုတော်တော်များများမေးလိုက်တော့လေဟိုဖတ်ကြည့်တာပေါ့နော်ဘာလို့သိကျင်လဲမေးလိုက်တော့သူကဒါတွေပဲပြန်မေးနေကြတာပဲကျမလည်းပြောပြီးပြီသိတယ်မလားအဲ့တော့ဘာလဲကျမထင်တာပေါ့နော်နံပါတ်1ကျမပြောတာကိုပဲနားမလည်ကြတာလားနံပါတ်1ဖြစ်နိုင်တယ်လေဟုတ်တယ်မလားနောက်နားလည်ရင်လေဒီ subject တွေကစိတ်ပညာနဲ့ဆိုင်နေတော့လေရိုးရိုးလူတွေကကျမနားလည်ပါတယ်ခက်တယ်နားလည်ဖို့အဲ့တော့ကျမလည်းတက်နိုင်သမျှတော့ဟိုရှင်းတော့ပြောတာပေါ့နော်အဲ့တော့ကျမပြောချင်တာကလေတစ်ခါကြည့်လို့မရရင်နှစ်ခါပြန်ကြည့်သုံးခါပြန်ကြည့်နော်ဘာလို့ဆိုဒီမေးခွန်းတွေရွယ်မေးနေကြတာပဲလေအဲ့ဒါကြောင့်ဒီမေးခွန်းလေးကတော့လွယ်တော့စောစောပဲပြောလိုက်မယ်နော်အသက်69နှစ်စမင်းတောက်ရင်အရေးပြားတွင်အဖြူဆက်များဖြစ်လာတတ်ပါသလားကျမသိသလောက်ကတော့မဖြစ်ဘူးထင်တယ်နော်မဆိုင်ဘူးထင်တယ်မဖြစ်တတ်ဘူးလို့ကျမထင်တာပေါ့နော်မှားရင်တော့လည်းမှားဒီအမျိုးသမီးကအသက်30ငယ်သေးတယ်နော်သက်30သူကပြောတယ်တလတစ်ခါဓမ္မတာလာလျင်တဲ့အလွန်များပါသည်တဲ့မျက်ကွင်းများညိုနေပါသည်လွန်ခဲ့သော3နှစ်ခန့်ကလုပ်ငန်းခွင်တွင်မူးလဲ၍ဆေးရုံတင်ရာဟီမိုဂလိုဘင်9ပဲရှိလျင်သွေးနှစ်ပလင်းသွင်းရပါသည်တဲ့ထိုအချိန်မှစ၍နေကောင်းလာရာယခုတဲ့ January 10 နေ့တွင်သွေးပြန်စစ်ရာဟီမိုဂလိုဘင်9ပဲရှိပါသည်တဲ့သွေးအားတိုးစေးများလဲတောက်ပါသည်တဲ့တေအိမ်အလုံးများရှိသည်ဟုဆရာဝန်ကပြောပါသည်ယခု natural သွေးအားတိုးစေးတောက်နေပါသည်သွေးအားနည်းပေမဲ့သွေးပေါင်ချိန်ကကောင်းပါသည်တဲ့အဲ့တော့ဘယ်လိုလုပ်ရမလဲတဲ့အဲ့တော့လေဒီအမျိုးသမီးတွေဒီဓမ္မတာပေါ့နော်ဒီယာတိလာတာများတာလည်းအကြောင်းမျိုးမျိုးရှိတာပေါ့နော်သူဟာဟိုပါပေါ့တေအိမ်မှာအလုံးရှိတယ်ဆိုတော့တေအိမ်အလုံးကလည်းအမျိုးမျိုးရှိတယ်တေအိမ်အထဲအတွင်းထဲမှာရှိတဲ့အလုံးဆိုရင်တော့ဒီအလုံးကိုမထုတ်ပြလို့မရဘူးထုတ်ပြရမယ်နော်ဒီကြွက်သားမှာရှိလို့ရှိရင်တော့ तू ဟာသွေးများတာနဲ့မဆိုင်ဘူးအဲ့ဒီတော့အကောင်းဆုံးကဆရာဝန်ကိုပြပြီးတော့သူတို့ဟိုမှာ hysteroscope ဆိုတာရှိတယ် scope လေးနဲ့ကြည့်လို့ရတဲ့အထဲမှာနော်အဲ့ဒါရှိရင်အဲ့ဒီအလုံးကိုထုတ်လိုက်ပေါ့နော်နောက်တစ်ခုကဒီအလုံးကိုထုတ်ပြီးလို့ပဲလေသွေးတွေကတိတ်များနေတယ်ဆိုရင်ကျွန်မပြောချင်တာက thyroid ကိုစစ်ကြည့်ပါ hypothyroid ဆိုလို့ရှိရင်အရန်သွေးတွေတအားဆင်းတယ်နော်ကျွန်မမနှစ်တုန်းကလာတော့အမျိုးသမီးအဲ့လိုတယောက်ပေါ့နော်ခါဖြူဖြော့နေတာပဲအဲ့တော့သွေးတွေအရန်ဆင်းတော့လေအဲ့တော့ तू ကတခြား ultrasound တွေပါတယ်လုပ်ထားတာလည်းဘာမှမရှိဘူးဆိုတော့သွေးဖောက်ပြီးတော့ thyroid ဆေးတင်လိုက်တာလုံးဝကောင်းသွားတယ်နော်အဲ့တော့ဒါမျိုးကြတော့တင်ချစ်စရာလည်းမလိုဘူးသူ့အကြောင်းရင်းကိုသွားပြီးတော့ပယ်လိုက်တော့ကောင်းသွားဒီဟိုအဖြေတွေကိုအနောက်မှာရေးထားပြီးတယ်အစာအိမ်နဲ့ကျမကအသက်32နှစ်တဲ့ကျမသည်အစာစားပြီးတိုင်းလေတကေးတက်ပါသည်တဲ့ဆေးကန်းပြရာအစာအိမ်ယောဂနှင့်ပတ်သက်သောဆေးတလခန့်တောက်ပါသည်တဲ့တောက်နေချိန်တလခန့်တွင်သက်သာပါသည်တဲ့
ဆေးတလစာပြတ်ပြီးနောက်လေပြန်တက်ပါသည်တဲ့မျက်နှာတွင်လည်းဝက်ချံများခဏခဏထွက်ပါသည်အိမ်တော်မရှိပါအရက်9ပေကို4ချိန်125ပေါင်တဲ့အဲ့တော့ तू အားတဲ့ဆေးတောက်နေရင်တော့နည်းနည်းတက်တာတယ်တဲ့လေတွေတကိကိတက်တယ်ဆိုများသောအားဖြင့်အဲ့လိုလေတက်တာပါညာနော် gallbladder disease ဖြစ်နိုင်တယ်နော် gallbladder ဟာဘာပေါ်လဲတီးကြီးနော်တီးကြီးသွားစစ်ပါတခါကြရင်လေတီးကြီးကဟိုကြောက်တယ်စရာမလိုဘူးလေကြောက်ရှိရင်တော့လေပိုသေးကြတာပေါ့ကြောက်မရှိဘဲနဲ့လေဟိုတီးကြီးယောဂဖြစ်နိုင်တယ်နောက်အဲ့ဒါတည်းလည်းပတ်သက်လို့ကျမလည်း thyroid အကြောင်းသိမပြောချင်ပြောရင်လည်းကြာရင်ကိုက thyroid တူတယ်ဘယ်လိုဖြစ်လဲဆိုတော့လူတော်တော်များများဖြစ်နေကြတယ်မသိကြဘူးမသိတော့ဒီ thyroid hormone တက်နေရင်နော်ဒီ gallbladder ပေါ့တီးကြီးယောဂနဲ့လက်တွဲပြီးသွားနေကြတယ်အဲ့တော့ဒီအစာစားလိုက်ရင်ဒီတီးကြီးကဘာလုပ်ပေးလဲဆိုတော့တီးကြီးကိုသူကညှစ်ပေးတယ်အဲ့တော့မှအစီကိုခြေနိုင်ရအောင်ဒါပေမဲ့လို့ဒီတီးကြီးယောဂဖြစ်နေတဲ့လူမှာအဲ့လိုသူကညှစ်ထုတ်နိုင်စွာမရှိဘူးသူကယောဂဖြစ်နေတာဟုတ်အဲ့တော့တီးကြီးရေလုံတော့မရတဲ့ခါကျတော့အစီကိုမခြေနိုင်တဲ့ခါကျရင်စားရင်ရင်ပြည့်မယ်နော်ရင်ပြည့်မယ်ဟိုလေတွေပွားမယ်တကယ်ဖြစ်မယ်ကျမပြောချင်တာကလေအဲ့ဒါကိုသွားပြီးတော့စမ်းကြည့်ပါလို့နော်အကယ်၍ဟိုကြောက်မတည်ဘူးเนาะဒါပေမဲ့အဲ့လိုဖြစ်နေရင်เนาะဟို ox bile ဆိုတာတောက်လို့ရတယ်လေအဲ့တော့ ox bile ဆိုတောက်လိုက်လို့ရှိရင်တီးကြီးကိုလိုနေတဲ့တီးကြီးကိုပေါ့เนาะပြန်ဖြည့်ပေးလိုက်လို့ရှိရင်အဲ့လိုမဖြစ်တော့ဘူးပေါ့เนาะအဲဒီအဖြည့်လေးရေးပေးထားတယ်เนาะနောက်မှာဒါတောက်ရဘောနောက်တစ်ယောက်ကတဲ့ခေါင်းကျွေးတွေလွန်ထွက်နေတယ်တဲ့အသက်တော်မှာပြောတာခေါင်းကျွေးတွေထွက်နေတာလည်းလေဟိုပါပေါ့နော်အဲ့ဒါကလည်းကျမတို့ပတ်ဝန်းကျင်ကလည်းပြောင်းသွားပြီဆိုတော့ mercury ဒီမှာလည်းစစ်လို့မရဘူးခက်တာ mercury level ကို check လုပ်ရမှာ all the heavy metal တွေပေါ့နော် mercury တို့ lead တို့ arsenic တို့အဲ့ဒါအကုန် check လုပ်ရမယ်နောက်ပြီးတော့ thyroid လည်း check လုပ်လိုက်ပေါ့တခါတည်းကြာရင် thyroid hormone တွေတိတ်များနေတယ်လို့ဖြစ်တတ်တယ်ဒါခဏနေဒီကအသက်60ကျမဤကိုခန္ဓာအောက်ပိုင်းတွင်တဲ့အဖုအရာများထွက်နေပါသည်တဲ့လွန်ခဲ့သော2လခန့်ကဖြစ်ပါသည်အရေးပြားဆရာဝန်ပြ၍အနာများကိုခွဲစိတ်ခန်းဝင်၍ချစ်ပေးပါသည်တဲ့ဆေးတောက်၍ရာရန်တက်တာတော့လေအရှင်းမပြောက်သေးပါတဲ့ပေါင်းနှင့်ခြေသလုံးတွင်လည်းမကြာအကျော်ထုံးပါသည်အဖို့များဖြစ်လာရင်ပင်လယ်စာစားမိလျင်ပြန်၍ရသဖြင့်မိတို့ဆက်လက်နေထိုင်စားတော့ရမည်နီတဲ့အဲ့တော့လေကျမပြောချင်တာကလေအခုခေတ်မှာလည်းလေဟိုကျမတို့ရဲ့ဒီအစားအသောက်တွေကလည်းလုံးဝပြောင်းသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ food allergies တွေကလည်းအများများတယ်နော်အထူးသဖြင့်ဒီ gluten တို့နွားနို့တို့ဟွာရီပေါ့နော်အဲ့တော့ကျွန်မပြောချင်တာကလေအဲ့ဒီတိတ်ပြီးရားနေတဲ့လူတွေက gluten ကိုရှောင်ပါနွားနို့ကိုရှောင်ပါ probiotics တောက်ပါခန္ဓာဒီဥထဲမှာရှိတဲ့ပိုးတွေလေပြန်ပြီးအားကောင်းလာအောင်လို့နော်နောက်ပြီးတော့ဒီ magnesium လေးပါလေးတောက်ပေါ့နော်များသောအားဖြင့်ဒီအရာဘူးလို့ဘာလို့က food allergies တွေပဲအခုကကျမတို့ food တွေထဲမှာဟိုအရင်တော့မရှိတတ်တဲ့chemical တွေကနင်းကများလာနော်ကျမတို့စားသုံးသူတွေကတော့မသိကြဘူးပေါ့စားရတာမသိဘဲနဲ့စားတော့အဲ့တော့ခန္ဓာကိုယ်က allergy ဖြစ်တယ်ဒီတယောက်ကြတော့54နှစ်တဲ့လက်ချောင်းများသည်ကွေးဆန့်ရာတွင်တင်းနေ၍ကွေးဆန့်၍မကောင်းပါအထူးသဖြင့်မနေ့အိယာထတွင်ပို၍တင်းနေပါသည်ဆန့်လို့လည်းမကောင်းပါလိုအပ်တာကိုညွှန်ပြအဲ့ဒါကလည်း arthritis ရဲ့အစပေါ့နော်လက်တွေမှာလေဟိုရောင်တော့မယ်ပေါ့နော်အခုအဲ့လိုတင်းနေတာရေပေါ့နော်ရေကြောင့်ရောင်နေလို့အဲ့တော့ကျွန်မပြောချင်တာကလေအဲ့ဒီကြီးပေါင်းရှိတဲ့လူတို့ arthritis ရှိတဲ့လူတို့အကောင်းဆုံးကလေဂျုံနဲ့ဂျုံပစ္စည်းတွေကိုကုန်ရှောင်နွားနို့ကိုရှောင်နေပူလှမ်းပြီးအဲ့ဒီမြေကြီးနဲ့ထိအရန်ကောင်းသွားလိမ့်မယ်
ဒါရှောင်းတာနဲ့ကိုတော်တော်ကောင်းသွားမယ်နောက်ပြီး probiotics တောက်ဒီတယောက်ကအသက်50တဲ့ဆရာမရှင်ကျမဒီအစာစားပြီးတိုင်းမကြာခဏအံပါသည်တဲ့ရေတောက်ပြင်လည်းပြန်အံပါသည်ခေါင်းလည်းမကြာကိုက်ပါသည်သွေးတိုးမရှိပါသွေးပေါင်ကျတတ်သည်တခါတလေခြေလက်များမကြာခဏထုံကျင်လာတတ်ပါသည်လေဖြတ်မှကြောက်ပြီးကိုရီးယားအနှိမ့်ဆက်နှင့်အပူပေးအနှိမ့်ခံပါသည်အကျော်တက်ပြောက်ပြီးခဏတာကိုလက်ပေါ်ပါပြီးတက်တာပါသည်ထို့နောက်ပြန်ဖြစ်ပါသည်လွန်ခဲ့သော2လခန့်ကဘိုက်အောင်က၍ဆရာဝန်နှင့်ပြရာဥယောင်အစာရောင်၍ဆေးတောက်ရပါသည်ယခုမကြာခဏအံ၍ဓာတ်မှန်ရရာဥပိတ်နေသည်ဇက်ကြီးပေါင်းတက်ဆေးတောက်လေးကျင်ကန်းလို့အနည်းငယ်တက်တာလွန်ခဲ့သော15နှစ်ခန့်ကဘရင်ကြီးနာဖြစ်၍ဆရာဝန်မှခွဲရန်ပြောပါသည်ကြောက်၍မခွဲပါဆေးတောက်၍ပျောက်သွားပါသည်ယခုဥပိတ်တီမှာထိုယောဂနှင့်ဆက်ဆက်နေပါသလားယခုကျမဆေးတွေတောက်၍အတော်သက်သာနေပါပြီဒါပေမဲ့ကျမပြောချင်တာကလေဥပိတ်နေတယ်စားပြီးရင်အန်တယ်ဥယောင်နေတယ်ဆိုတော့အဲ့ဒါကတော့ဥပိတ်တာတော့ဆရာဝန်နဲ့ပြပြီးတော့လှုပ်ထိုက်တာကိုလုပ်ရမှာပေါ့နော်ပိတ်နေတယ်ဆိုတော့လည်းဘယ်လိုလုပ်မလဲအဲ့တော့အဖြေကတော့ဥပိတ်နေတယ်ဆိုရင်တဲ့ဥပိတ်နေတဲ့အကြောင်းကိုသိရအောင်အပေါ်နဲ့အောက်ကိုကြည့်ပေါ့နော် colonoscopy တို့အပေါ်အောက်ကိုကြည့်လိုရာတွေကိုလုပ်ပေါ့နော်ဆရာဝန်ကိုပြပြီးကုပါလို့နော်နောက်ပြီးတော့ဒီဥယောဂဖြစ်တဲ့လူဥယောင်တဲ့လူတွေဘာတွေကတော့ probiotics ဆိုမှန်တော့ကျွန်မပြောသလို gluten တွေကိုရှောင်နွားနို့ရှောင်ဆိုတော့သူပြောတဲ့ဇက်ကြီးပေါင်းတက်တာလဲခဏပြောပြီးပြီ vitamin D တောက်အပြင်မှာနေလှမ်းစနွင်းတောက်အရွက်တောက်နော်နောက်ပြီးတစ်ခုပြောချင်တာလေဒီကြီးပေါင်းတက်တဲ့လူတွေဘာတွေကလေတချို့တွေကလည်းဒီအယိုးတွေကနာတော့ဘေးက muscle spasm မှလည်းရတယ်အကြောတွေအသားတွေကဖြစ်တာပေါ့နော်မာပြီးတော့ကြစ်နေတာပေါ့နော်အဲ့ဒါကြတော့လေ magnesium တောက်လိုက်ရင်ပြန်ပြီး relax ဖြစ်သွားတယ်ဘာလို့ဆိုခါးတွေဘာတွေနာတွေဆိုတော့တခါကြအယိုးအကြီးပဲမဟုတ်ဘူးဘေးကအသားတွေလည်းပါတယ်လေအဲ့တော့အသားတွေကိုလည်း relax ဖြစ်အောင် magnesium တောက်စခါးနဲ့ဓာတ်ထုတ်ထိုးပါညာပေါ့နော်အဲ့တော့ကျမဒီကြီးပေါင်းတက်တာတွေဘာတွေလဲတော်တော်ကိုပြောပြီးနေပြီအဲ့တော့ပြန်ကြည့်ကြဒီမိဘကတော့တော်တော်လေးရှိတယ်53နှစ်သူကပြောတယ် hypothyroid နဲ့ hyperthyroid ဆိုတာဘာကြောင့်ဖြစ်တာလဲတဲ့ဖြစ်ရတဲ့အကြောင်းရင်းကတော့လေ autoimmune ပဲများသောအားဖြင့်နော်ခန္ဓာကိုယ်ကြီးကကိုယ်ခန္ဓာကိုယ်ကိုရန်သူလို့ထင်ပြီးတော့ရှုပ်ပြီးတော့ပြန်ဖြတ်တာပေါ့နော် autoimmune disease နှစ်ခုလုံးကတယောက်နဲ့တယောက်ကမတူဘူးတချို့တွေကလည်း hyperthyroid ဖြစ်တယ်တချို့တွေကလည်း hypothyroid ကတော့ဒီ autoimmune ကြောင့်လည်းဖြစ်တယ်iodine ဓာတ်စားနေရင်လည်းဖြစ်တယ်ခန္ဓာကိုယ်ထဲမှာအသေးမကောင်းရင်လည်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့ thyroid hormone လုံလောက်ရှိပေမဲ့ဒီအလုံးမလုံးတဲ့ thyroid hormone ကနေအလုံးလုံးတဲ့ active hormone ကိုမပြောင်းနိုင်ရင်လည်း hypothyroid ဖြစ်မယ်အကြောင်းတွေကတော့မျိုးပေါ့နော်တခုတည်းမဟုတ်ဘူးမဖြစ်ခင်ဘယ်လိုကာကွယ်ရမလဲတဲ့စောစောကပြောတဲ့အတိုင်းပဲပေါ့နော် iodine ဓာတ်စားကိုမနည်းအောင်လုပ်ထားmetabolic advantage ကိုအမြဲဆွဲ၍တောက်လို့ရပါသလားလိုလို့ရှိရင်တောက်လို့ရတယ်เนาะ तू ကဘာမှမဖြစ်ဘူးသူ့မှာပါတဲ့ thyroid အမောင့်ကလည်းနည်းနည်းလေးပဲပါရဲဆိုရုံပဲဘာမှမဖြစ်နိုင်ဘူးနောက်ရိုးရိုးလမ်းလျှောက်ခြင်းနဲ့ဆက်လမ်းလျှောက်ခြင်းတို့တွင်ဘယ်ဟာပိုကောင်းတယ်လဲအဲ့ဒါလေးကကောင်းတယ်เนาะအပြင်မှာလမ်းလျှောက်တာနဲ့ဂျင်မှာသွားပြီးတော့ဆက်နဲ့လမ်းလျှောက်တာဘယ်ဟာကောင်းလဲကျွန်မပြောမယ်လေကောင်းလေတန်းရှိတဲ့နေရာမှာဆိုရင်အပြင်ကပိုကောင်းတယ်နော်ဒါအခြေအနေပေါ်မှာတည်တယ်မြို့ထဲမှာကားတွေဥဒဟိုကားတွေ exhaust pipe အများကြီးဖုံတွေတလောင်းလောင်းနဲ့ဆိုရင်တော့ဆက်နဲ့လျှောက်တာပိုကောင်းတယ်ဘယ်ကိုဘယ်မှာလျှောက်လဲပေါ်မှာတည်ရလေလေကောင်းလေတန်းနေရာမှာဆိုတော့အပြင်ကရမ်းကောင်းတာပေါ့နော်ဒါမှမဟုတ်လေအခုကနောက်ကြီးမှာတိုက်ချီတွေပါဒီကစားကြတယ်လေတိုက်ချီလို့ရင်အကောင်းဆုံးကလေကိုကလေ့ကျင့်ခန်းလဲဖြည်းဖြည်းလေးလုပ်နေတယ်နေလေးထွက်အောင်ဆောင်လိုက်နေပူအောက်မှာလို့
နောက်ပြီးတိုက်ချီလုပ်တဲ့လူတွေကိုသွားကြည့်အကုန်လုံးဖက်နှက်စီထားကြတယ်ဖက်နှက်မစီနဲ့မြေကြီးမှာလှုပ်လိုက် share ပဲအဲ့လောက်ကောင်းတာတော့မရှိတော့ပြီးရင်မောရမလား spring water လေးကိုနည်းနည်းလေးအေးခံပြီးတောက်လိုက် share ရမ်းကောင်းဒါမှမဟုတ်တိုက်ချီလုပ်တဲ့လူတွေပါရင်ဒီမှာကျွန်မပြောခြင်းနဲ့တိုက်ချီလုပ်ရင်သူတို့ကအခုတိုက်ချီလုပ်တာဟိုကတစ်သားပေါ်မှာလုပ်တယ်ဆိုတော့မထီအောင်မြေကြီးမှာနေပူနေလဲပူပါစေเนาะမနေ့10နာရီလောက်ပေါ့နေလဲရတယ်ဖဏမစီတဲ့ဘာလို့ဆိုတော့ဒီတိုက်ချီစပြီးလုပ်တာကြီးဖဏမစီဘူးနော်အခုမှကိုကခင်မိပြီးဖဏစီရလေရှေးတော့မြေကြီးမှာလုပ်တာဒါကြောင့်အရန်ကောင်းတာမြေကြီးကဒီ electron ဓာတ်တွေလည်းရတယ်နေက vitamin D လည်းရတယ်နော်ကိုလက်လှုပ်ရှားမှုလည်းကောင်းတယ်နောက်ပြီးရင်မောရင် spring water လေးနည်းနည်းလေးအေးခံပြီးတောက်လိုက် share ပဲ structured water ခါရကလစီတွေအရန်အောင်ကြမ်းမှာသူမနှလုံးရောဂါရှိများမလျှောက်တင်ဟိုဟာပြောတာဆက်နေလားဆက်နေကနှလုံးရောဂါရှိတဲ့လူတွေရတယ်ဒီလိုလေမြင်းမြန်းကြီးမလျှောက်နဲ့ပေါ့အမှန်ဆိုနှလုံးရောဂါနလန်ထတဲ့လူတွေဆိုလျှောက်ရတယ်မြင်းမြန်းကြီးမလျှောက်နဲ့လေဖြည်းဖြည်းလျှောက်ပေါ့ရပါတယ်โอเคဒါမှမဟုတ်အပြင်မှာလျှောက်တယ်ဆိုတာလည်းနည်းနည်းသတိထားရတယ်ဟိုကအဲ့လို pollution ကျမတို့တနေ့ရအဲ့မှာဒီနားလေးတင်လာဆိုလျှောက်သွားမယ်ဆိုသွားလိုက်တာလျှောက်ပြီးတော့မှနောင်တတွေရဘာလို့ဆိုကားတွေကတိတ်များတာပေါ့များတဲ့ခါကျတော့ကျမတို့ကလမ်းလျှောက်ရင်အသက်ရလည်းရှူရသေးတယ်လေမရှူလို့မှမရဆိုတော့ကားထွက်တဲ့ exhaust တွေကဒီမှာကဘာကြောက်ဖို့ကောင်းလဲဆိုတော့ဒီမှာသုံးတဲ့ဓာတ်ဆီတွေကလက်တွေအပြည့်ပဲနိုင်ငံခြား unleaded လေမတူဘူးဟုတ်တယ်မလားဒီကကား exhaust ကထွက်လာတဲ့အငွေ့တွေကိုရှူရင်ကိုက leaded လေအဲ့ဒါအုံနောက်ရဲ့အစိတ်ပဲဘာကြောင့်ဒီတိုင်းပြည်မှာအုံနောက်နဲ့အာယုံကြောယောဂတွေရမ်းများလာတာဒါဒီအမျိုးစုံပေါ့အဲ့လိုနော်ဒါ leaded gas တွေကိုရှူရမယ်ဖုန်တွေကလည်းတစ်လောင်းလောင်းနောက်ပြီးတော့သိတယ်မလားအောက်မှာလည်းလိမ့်ကြမှာကြောက်ရသေးတယ်အပေါက်တွေကလည်းရှိသေးတယ်ဆိုတော့ဟုတ်တယ်မလားအပြင်မှာရှောက်ဖို့ကတိတ်မသိတော့ဘူးပေါ့နော်အကယ်၍တစ်မျိုးပေါ့မနေ့စောကြီးထပြီးကန်တော်ကြီးတို့ဘာလို့မှရှောက်တာတစ်မျိုးဟုတ်တယ်မလားအဲ့ဒါကြတော့ okay လေဒါပေမဲ့လို့အဲ့လိုကြီးဒါမှမဟုတ်ကျမတွေ့တယ်တချို့ဖြူတယ်နော်ဘောင်းမီတို့နဲ့လမ်းမှာပြေးနေကားတွေကလည်းဥရခုသွားနေနော်အဲ့ဒါရမ်းဆိုးတယ်ဘာလို့ဆိုတော့ဒီလေတူးကလည်းမကောင်းဘူးလေကရှူလိုက်ရင်ဒါကြောင့်မလို့အခုဒါကဘာတဝန်းလုံးမှာဖြစ်နေတာဗမာပြည်တယ်မဟုတ်ဘူးဒီ non smoker lung cancer ဒီဟိုဆေးလိပ်မတောက်ဖဲနဲ့ lung cancer အရမ်းများလာတယ်အထူးသဖြင့်အမျိုးသမီးတွေမှာအရမ်းကိုများလာဒီအဲ့ဒါလည်းတကြောင်ပေါ့နော်ဒီပတ်ဝန်းကျင်လေထုမကောင်းဘူးနောက်တစ်ခုကပိုဆိုးတာကသူတို့ကပြောတာကျမတို့ကဒီအရန်ဟိုပါပေါ့နော်ဒီမကောင်းတဲ့လေတွေကိုရှူလိုက်ရင်အဆုတ်တင်သွားတာမဟုတ်ဘူးသူကအုံနောက်ထဲကိုတန်းရောက်တာဒီမှာ olfactory nerve ဆိုတာရှိတယ်နှာခေါင်းနဲ့ဒီအုံနောက်နဲ့ဆက်နေရလေနှာခေါင်းကနေတန်းပြီးအုံနောက်ကိုသွားတာနော်ကြာရင်အုံနောက်ယောဂကြီးလည်းဖြစ်တယ်အဲ့ဒီတော့ကျမအနေနဲ့ကတော့လေမတန့်ရင်အပြင်မှာမလျှောက်နဲ့ပြရမလားအဲ့ဒီမှာဆက်နေသွားလျှောက်နော်အဲ့ဒါပူကောင်းတယ်ရတယ်ဒီမှာကျမသားပြီးတဲ့10နှစ်ငယ်ငယ်လေးပဲရှိသေးတယ်ခဏခေါင်းကိုက်တက်ပြီးတဲ့တခါတရံအိတ်မပျော်တတ်ပါတော့ကြောင့်ဘာဆေးတိုက်ရင်တို့ကလူတွေကအရင်ဆုံးဆေးနေပဲစတာပဲဘာဆေးတောက်ရင်ကောင်းမလဲကျမပြောသလိုပဲလေကလေးတွေကလည်းအခုမကြမ်းမာတာချောင်းနဲ့အိမ်နဲ့ကျူရှင်ဒါနဲ့ပဲလေနေတာပဲလေပြန်လာရင်လည်းမိုးချုပ်ကျမတို့ငယ်ငယ်တုန်းကလူနေပူထဲမှာကစားတာလည်းမရှိတော့အကုန်လုံးက sheltered life ပေါ့နော်ကားလေးနဲ့သွားထီးလေးနဲ့ဆောင်းအုပ်ထုပ်ကလေးနဲ့ဆိုတော့ကလေးတွေကလည်းယောဂမျိုးစုံပဲအဲ့တော့ဒီကလေးတွေကလွယ်လေးပဲသူတို့တွေနော်နောက်ခေါင်းကိုက်တယ်ဆိုရင်အိမ်မှာလည်းအချုံမုံနေစားရင်စားမှာပေါ့ချုံမုံကလည်းရမ်းကောင်းကိုက်တယ်နော်အဲ့တော့နော်အချုံမုံမစားနဲ့ကလေးဒါကြောင့်မလို့ကလေးတွေကအချိန်မရှိဘူးပြောတာပညာရေးစနစ်ကလည်းအဲ့လိုဖြစ်နေပညာရေးစနစ်ကြီးကအဲ့လိုဖြစ်နေတော့ကလေးတွေလုံနေကြသဘာဝကိုမလုံနိုင်တော့ဘောလုံးကန်တဲ့ကလေးတွေ့ဘူးလားကိုကန်ရကွင်းလည်းမရှိတော့ဘူးလေသူတို့တွေကိုယူပြီးဆောက်ပလိုက်ပြီလေဟုတ်တယ်ကန်ရကစားကွင်းလည်းမရှိတော့ဘူးเนาะအိမ်မှာကစားဖို့ဆိုတာလေ
အိမ်တွေကလည်းအပြည့်ဆောက်ပလိုက်တယ်လေမြေကြီးကိုမဟုတ်ဘူးအဲ့လိုခက်ကြီးကအဲ့လိုဖြစ်သွားတာအဲ့ဒါခက်တာအဲ့တော့အကောင်းဆုံးကနေပူတဲ့ထွဲကစားဘောလုံးကန်အချိုးမုံမစားနဲ့နော်စီဂျိုအတွက် supplement နဲ့ဒီတယောက်က insulin alpha lipoic acid ဒီမှာပြောတယ်နှလုံးအတွက်တဲ့ CoQ10 နဲ့ ubiquinol ဘယ်ဟာပိုကောင်းလဲအဲ့ဒါလည်းကျွန်မပြောပြီးပြီနော် CoQ10 ရိုးက ubiquinol က तू က fat soluble အဆီနဲ့မှ तू ကပို့ပြီးတော့ကောင်းတယ်နော် ubiquinol က fat ကော water soluble तू ကရေနဲ့လည်းတောက်လို့ရတယ်အဲ့တော့ကျမလာဆိုရင်တော့ ubiquinol လို့တောက်မယ်ပို effective ဖြစ်တာပေါ့နော်ရိုး Q10 က ubiquinol ကအစီနဲ့ဥမာစနွင်းကိုစီမှာဖြော်တောက်တယ်လို့ပေါ့သူလည်းအဲ့လိုပဲသူဆေးတွေနဲ့ D-ribose နဲ့ D-ribose ကတွဲလို့ရတယ်အမြဲ तू ကဘာမှမဖြစ်ဘူး D-ribose က vitamin A 5000 unit ရပါတယ်ဘာမှမဖြစ်ဘူးဗိုက်တမင်အားစီးများပိုသွားရင်ဘာဖြစ်တတ်ပါလဲများသောအားဖြင့်တော့ဘာမှတော့မဖြစ်ပါဘူးဒါက okay နေပူထဲမှာကစားခိုင်းမှာကလေးတွေလည်းနော်ယောဂတွေဖြစ်နေကြတယ်ကြောက်ဖို့ကောင်းဒါကြောင့်လဲဆိုတော့ကလေးတွေကလည်းအိမ်ပြင်ထွက်ရတာဆိုတာမရှိအဲ့ဒါလေဒီလူနာလည်းကျမရဲ့ဟိုဟာတွေကိုနားမထောင်ဘူးတင်တယ်သူကိုလက်စထရောများနေတယ်တဲ့ဆိုတော့ကိုလက်စထရောချစီးတွေတောက်နေတာပေါ့နော်အစုံပါပဲအဲ့တော့ကျမအနေနဲ့ကတော့လေကိုလက်စထရောဒီမှာလည်းခက်တာလည်းဒီတိုင်းပြလည်း limited ကိုလက်စထရောတိုင်းရင်လူတွေက total cholesterol ရယ်နော်အကျိုးပြုကိုလက်စထရောဆိုတဲ့ HDL ရယ်နောက်ပြီးတော့ဘေးဥပတ်ဖြစ်မယ်ဆိုပြီးတော့ generally ယူဆထားတဲ့ LDL ကိုပဲတိုင်းကြတာပေါ့နော်ဒါပေမဲ့ကျွန်မပြောတာက LDL မကောင်းဘူးလို့ပြောတဲ့ cholesterol လည်း2မျိုးရှိပါတယ်လို့နော်တစ်မျိုးကဘာလဲဆိုတော့ VLDL သူက very low density lipoprotein အဲ့ဒါကတော့ဟုတ်ပါတယ်တကယ်မကောင်းနောက် LDL မှာပဲမကောင်းတဲ့ cholesterol မှာပဲကောင်းတဲ့ component လည်းရှိတယ်နောက်တစ်မျိုးအဲ့တော့ဒီဟာကိုခွဲပြီးတော့မတိုင်းသမျှကာလပတ်လုံးအတွက်ကြောင့်မလိုအပ်တဲ့ဆေးတွေပဲတောက်နေမှာပေါ့နော်နောက်ပြီးအသက်ကြီးသွားရင်လည်းတောက်เสียမလိုပါဘူးအသက်60ကျော်ရင်ကျမလာဆိုရင်တော့မချတော့ဘူးဘာလို့ဆိုတော့အုံနောက်က cholesterol အရန်လိုတဲ့ organ ဖြစ်ပါတယ်နောက်ပြီးတော့ဒီ cholesterol ကြောင့်ပိတ်တာလည်းမဟုတ်ဘူး cholesterol က just a minor factor ကျွန်တော်ဤညာဘက်ခြေသလုံးဒီတဲ့မိနစ်30လမ်းလျှောက်ပြီးပါကနာလာ၍ခဏထိုင်လာပါကတက်တာသွားပြီးပြန်သွားရင်ရပါသည်အဲ့ဒါဘာဖြစ်တတ်လဲဆိုတော့လေဒီလူကဆေးလိပ်တောက်လာမသိဆေးလိပ်တောက်စီးကြိုရှိတယ်ဆိုရင်တော့နော်သွေးကြောနည်းနည်းပါးပါးစပြီးတော့ပိတ်လာတာဖြစ်နိုင်တယ်နော်အဲ့တော့စီးကြိုကိုနိုင်အောင်ထိစီးကြိုရှိရင်စီးကြိုကိုနိုင်အောင်ထိနောက်ပြီးတော့သဘာဝဒီသွေးကြောတွေပြန်ပွင့်လာတာသဘာဝဓာတ်တစ်ခုရှိတယ် L-carnitine လို့ခေါ်တယ်အဲ့ဒါတော့တကယ်ရှယ်ပဲအဲ့ဒါရေးပေးလိုက်အဲ့ဒါတော့ကျမဆေးမပြောတော့ဘူးလို့ပြောပေမဲ့လို့လဲပြောလိုက်အောင်မယ် D-ribose ရယ် L-carnitine ရယ် CoQ10 ရယ်ဆေးလိပ်ဖြတ်ဆေးလိပ်ဆက်တောင်းရင်ဒုက္ခရောက်မယ်နော်ဆေးလိပ်ဖြတ်စီးကြိုနိုင်အောင်ထိ
နောက်ဒီဟာတောက်လိုက်အရန်ကောင်းသွားလိမ့်မယ်ဒီအမျိုးသမီးကလည်းလက်ပြင်ရိုးနာတယ်ပေါင်ကြိုက်တယ်ခြေဖွားလေတဲ့မှာနာတယ်တဲ့ဆရာဝန်ပေးတဲ့ဆေးတစ်လကျော်တောက်တဲ့အချိန်ခဏပဲသက်သာတယ်ပြန်နာတယ်အဲ့ဒါလည်းလေဟိုဟာမက်ဂနီဆီယမ်ကောင်းတယ်နော်စခါးနဲ့ရေချိုးဒီမှာရေးထားပေးတယ်အကုန်မက်ဂနီဆီယမ်တောက်နေပူလန်ရေကြီးနဲ့အဲ့ဒီနောက်တစ်ခုလေဒီအသားတွေတချို့တွေလေအသားတွေပါလေအရန်နာတဲ့လူတွေရှိတယ် fibromyalgia လို့ခေါ်တာပေါ့နော်အထိမခံနိုင်ဘူးအသားတွေနာတယ်နောက်ပြီးတော့မောပန်းနေတယ်အဲ့ဒီ ribose powder အရန်ကောင်းတယ်နောက်ဆုံးမဲ့ဒီတစ်ခုဟောဒီတယောက်ကတော့သူ့ရဲ့တွေးပြွန်ကြီးနေတယ်အဲ့ဒါတော့ဆရာဝန်နဲ့သွားပြီးတော့ထုတ်ဆရာရှိလဲထုတ်ပေါ့တွေးပြွန်ကြီးနေတာတော့ဘာဝစီးနေတယ်မရကဲဒီနေ့တော့ဒါပါပဲအားလုံးလာတဲ့အတွက်ကျေးဇူးတင်ပါတယ်